လွန်ခဲ့တဲ့9နှစ် Attis Mata Empire က Akadiya Empire ကိုတော်လှန်ခဲ့ချိန်အ내ရောက်သူရဲကောင်းလို့ခေါ်တဲ့သူကလည်းဝင်ကူညီပေးခဲ့ပြီး Attis Mata Empire ကလွတ်လပ်ရေးရသွားပေမဲ့အ내ရောက်သူရဲကောင်းကဘာလို့လဲဆိုတာတော့မတိကျပါဘူးအခုလက်ရှိခေတ်မှာတော့လက်စုပ်ခေါ်တဲ့ကောင်းလေးကကြောင်သားကိုလိုက်ရင်မင်းကလေးတွေရေချိုးနေတဲ့ခန်းထဲကိုကြတော့ကမျက်လုံးကတနေရာတဲကိုပဲရောက်နေတာကြောင့်အကြည့်ခံနေရတဲ့ကောင်မလေးလည်းအမြန်ဖုံးကမတေခင်နောက်ဆုံးစကားတွေပြောခဲ့ဖို့ပြောနေပြီးလက်လည်းမတေရှင်တာကြောင့်မြင်းမြင်းပြစင်းစားကမင်းကအရန်ချစ်ဖို့ကောင်းတယ်ရုပ်ကလည်းချော်ပြီးရင်သားလေးပွင့်မျိုးတယ်ပြီးတော့ဆွဲဆောင်မှုတွေရှိတဲ့ဆိုပြီးပေါက်ကရတွေတော်လိုက်လို့အားလုံးလဲလက်နွားပြီးလက်စုပ်နာဘူးကောင်ကိုထောင်ချပေးထားလိုက်ပါတယ်အဲ့လိုပေါက်ကရတွေပြောထားပြီးထောင်ချနေပေမဲ့လက်ကတော့အထင်လွဲနေတာပါဆိုပြီးပဲအော်နေကကောင်မလေးတယောက်ကလက်ကိုကျောင်းအကြီးကခေါ်လို့ဆိုပြီးလာခေါ်သွားခဲ့ပါတယ်လမ်းမှာလေလက်ကသူကနာဘူးမဟုတ်ကြောင်ပြောနေပြီးကျောင်းအကြီးရုံကမ်းမှာတော့ကျောင်းအကြီးကလက်ကိုအခါတရားရဲ့မာယာရဲ့မင်းသားအဖြစ်ပြောနေလို့ကြောင်နေကြပြီးအခုရောက်နေတဲ့ကျောင်းကငကားစစ်တီတော်တွေကိုဘင်းရဲ့အကူညီနဲ့လိကျစ်ပေးနေတာပါအဲ့ဒါမှတခြားတိုင်းမိကလူတွေလွယ်လွယ်ကူကူနဲ့လာတိုက်လို့မရမှာပါအားလုံးကလက်ကိုအပြစ်ပေးမဲ့ထင်နေပေမဲ့ကျောင်းအကြီးကလက်ကိုဒီကျောင်းမှာအလောက်ဝခန့်မယ်လို့နေလို့ခုနကအတေးကြီးကနာရတဲ့လီစီယာကနာဘူးကောင်ကိုလုံးမကမ်းမှုလာပြောနေပြီးတခြားမင်းကလေးတွေကတော့လက်စုံနာဘူးနာကိုမကက်ရဲပဲဖြစ်နေခဲ့ပါတယ်ဘလို့မှကြီးလို့မရတဲ့အခြေအနေဖြစ်တာမလို့လီစီယာလည်းလက်ဆက်တိုက်ခိုက်ပြီးအနိုင်ရှုံဆုံးပြဖို့ကိုစိတ်ကိုလိုက်ပါတယ်နောက်မှတိကရတာကတော့လီစီယာကအခါတရားရဲ့မာယာကိုဖျက်ဆီးခဲ့တဲ့ Attis Mata Empire ရဲ့မင်းသမီးဖြစ်နေတာပါဒီလိုနဲ့တိုက်ပွဲမစခင်မှာတော့လက်စညီမဖြစ်သူအာရီဆူလာခံနေရပြီးတူဘေကကောင်မလေးကတော့လက်စုံနာကူးကောင်ကိုကြောက်လို့ထိုင်တော်မထားရဲပဲဖြစ်နေခဲ့ပါတယ်အာရီကတော့လက်စာလီစီယာကိုရှုံးသွားပြီးအချင်းကျသွားရဲ့တူတယောက်တည်းဘလီကျူရီပြဆက်မလဲအခါတရားရဲ့မာယာကအတက်ရှင်ကြကြီးသူတွေကိုအပြစ်သားတွေလို့တဘောထားကြတာကြောင့်လူငင်ချမ်းသာကိုရဖို့အတွက်ပတ်စံရှာဖို့တူကူကိုပြောနေကလက်စဲကျူစားနေပါတယ်လို့ပြောနေတာကြောင့်ဘေးကကောင်မလေးကလည်းအဲ့ဒါကြောင့်မင်းကလေးတွေရီချိုးနေတာကိုတွားကြည့်ပြီးအလိုကျူသားနေရလားဆိုပြီးပြောနေလို့လက်စဲဘာမှကိုမပြောနိုင်ပဲဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ကြံမွေးစားတဲ့အချိန်မှာတော့ကြံမွေးကွင်းကိုမော်နစ်ကာကလက်စဲသူ့ရဲ့စက်ရုပ်ကိုထုတ်လိုက်ပြီးအစင်ပြေပြီးထင်ရပေမဲ့လီရှီယာရဲ့စက်ရုပ်ကနန်းအစင်တစားလို့အောင်တင်စားရတဲ့စက်ရုပ်ကြီးဖြစ်နေလို့လက်စဲလန့်နေပြီးတိုက်ကြတဲ့အခါမှာတော့လက်စကခန်းစစ်ပဲဖြစ်နေပြီးလီစီယာလည်းစိတ်မရှိတော့လို့သူ့ရဲ့လက်နက်ကိုပြန်ပြောင်းကလက်ကဒါနှချောင်းရှိရဆိုပေမဲ့ဒါတစ်ချောင်းဝဲသုံးလို့လီစီယာလည်းသူ့ကိုထင်သေးသလိုခံစားတော့ရပြီးအတကုံတိုက်ခိုက်ကြကစွမ်းအားကကြီးလုံးလုံးအကားရဲနဲ့ပါပြတ်သွားပြီးလက်စဲကတိကြီးနဲ့အသက်ရှင်သွားခဲ့ပါတယ်ဒီလိုတွေရင်းနှိမ့်နေပေမဲ့လက်စဲညီမကတော့လက်နိုင်မေဆိုတာယုံကြည်နေပြီးရှုံးဝဲမရှိသေးတဲ့နေအောင်တိုက်ခိုက်တာကတရီပဲဖြစ်နေပြီးစိတ်မရှိတဲ့လီစီယာလည်းသူ့ရဲ့အကောင်းဆုံးစကီးကိုထုတ်တုံးကလက်စဲဘလို့မှလုံးလုံးမရတော့တဲ့ဒီခံနေခဲ့ရပြီးအဆုံးသတ်ဖို့သွင်းနေပေမဲ့လီစီယာရဲ့စိတ်ရုပ်ကလစ်မစ်ကိုရောက်သွားခဲ့ရမလို့ထိန်းချုပ်ဖို့မရတော့ပဲစိတ်ရုပ်ထဲမှာတိုင်မှတ်နေချိန်တရားရောက်ကဘလွေမိုးလိုက်ပြီးအပီးစိုးခေါ်တဲ့စိတ်ရုပ်ကြီးကရောက်လာကလီစီယာကိုတက်ဖို့လုပ်နေလို့လက်စဲဝင်ကားပေးလိုက်ပါတယ်ကြောက်လူတွေပြေးဖို့အတွက်တော့လက်ကအချိန်ဆွဲပေးထားပြီးလီစီယာကိုသူအချက်ပြတာနဲ့ပြစ်လိုက်ဖို့အကူညီတောင်းကတူတဲ့အချိန်ဆွဲနိုင်တယ်လို့ဆွဲပေးနေခဲ့ပါတယ်လက်စဲညီမအိုင်ဗီတို့ဘက်မှာတော့လက်ကိုရှုံးမဲ့တင်နေပေမဲ့အိုင်ဗီကတော့မရှုံးမှုဆိုပြီးပဲပြောနေခဲ့ပါတယ်လက်တဲ့လီစီယာပြစ်လို့ရတဲ့အဒီအချိန်ဆွဲပေးနေပြီးလီစီယာလွယ်ပြစ်လို့ရဖို့အတွက်သူ့ကိုယ်သူစတေးကသူရဲ့အနာယူနိုင်သွားခဲ့ပါတယ်ဒီလိုနဲ့လီစီယာလည်းသူ့ကိုကယ်ပေးသွားတဲ့လက်ကြောင်းမို့မကင်တင်တဲ့နေရာတွေကိုကင်ကထူးထူးဆန်းဆန်းအကွက်ကြီးနဲ့စဉ်းစားနေခဲ့ပါတယ်လက်ကတော့သူ့ရဲ့ဓာမဲနဲ့တူတဲ့ဓာကိုကင်ထားတဲ့ဘဲကိုအိမ်မက်မက်နေပြီးအဲ့အချိန်လီစီယာလည်းဒဏ်ရာကြောင့်နေနေဖို့ပြောရင်ရောက်လာခဲ့ပါတယ်ဒီလိုနဲ့သူတို့လည်းစကားလေးတွေပြောရင်အဆင်ပြေသွားကြကလီစီယာလည်းလက်ကိုနာဘူးမဟုတ်ဘူးဆိုတာယုံကြည်တော့ခဲ့ပါတယ်လီစီယာကလက်ကိုတိုက်ခိုက်ဖို့စင်ကုန်ခဲ့တာကဟိုဟာတွေကိုမြင်တော့လို့ဆိုပြီးမရှင်းတွေပြောလိုက်တာကြောင့်လက်စင်ငါကိုမြင်တော့ခဲ့လို့တောင်းပန်ပါတယ်ဒါပေမဲ့အကုန်လားပါတယ်ဆိုပြီးပောက်ကရတွေပြောလိုက်လို့လီစီယာလည်းရှိရနဲ့ကောက်ပေါက်နေခဲ့ပါတယ်တကယ်တည်းလီစီယာပြောတဲ့ဟိုဟာဆိုတာသူက Attis Mata Empire ကမင်းသမီးဆိုပေမဲ့တော်လိုင်းရေးလို့တုံးကသူကဖမ်းခံလိုက်ရပြီးအခါဒီယာရဲ့မာယာရဲ့အမတ်ကိုသူစီမှာကက်ကန်ခဲ့ရပါတယ်အဲ့ဒီရဲ့အခါဒီယာရဲ့မာယာရဲ့ဒဇိရှိနေတာကိုဒါသူများတွေတည်သွားရင်သူကပစ္စနာတက်မှာပါဒါပေမဲ့မျက်လုံးကအောက်ဘက်ပိုင်းကိုရောက်နေခဲ့တာဆိုပေမဲ့ကြီးနေတာကအဲ့ဒါမဟုတ်တဲ့လက်ကအဲ့ဒီရဲ့ဒဇိကိုမမြင်လိုက်ပဲလီစီယာလည်းမမြင်လိုက်တဲ့လက်ကိုရွှေ့ပြလိုက်ရကအဲ့ကြမှာလက်တွေမြင်သွားခဲ့ပါတယ်ဒီလိုနဲ့နှစ်ယောက်သားလည်းအဆင်ပြေသွားကြပြီလက်ကိုကြောင်းကြီးစီကအလုတ်ထွက်ခိုင်းကကြောက်တက်ခိုင်းလိုက်လို့လက်စဲမိန်းကလေးတွေပဲရှိတဲ့ကြောင်းမှာတယောက်ကဲတော့ယောက်ျားလေးဖြစ်နေတက်နေခဲ့ရပါတယ်ကြောင်းကန်ထဲမှာတော့လက်ကိုကောင်မလေးတွေကတဘောကြနေကြပြီဟန်ကိုကျွေးရဲ့အခါမှာတော့သူ့ရဲ့ငယ်တင်ငယ်ချင်းဖီလူနဲ့ထိုင်လိုက်လို့လီစီယာလည်းတဝင်းတိုးလေးပြီးနှစ်ယောက်သားကရွရွစီပြနေတာကိုလီစီယာလည်းမနေတိရက်နေခဲ့ရပါတယ်ဒီလိုနဲ့စာတင်ပြီးတော့လက်ကဒွညေချက်တာခွင့်အတွက်ပတ်ဆက်စုနေရတာမလို့အလုပ်တွေအကုန်လုပ်တာကိုတီသွားတဲ့မိန်းကလေးတွေလည်းလက်ကိုဘာရီခိုင်းလို့လည်းမတိပေမဲ့အတကုတ်ခိုင်းနေကြပါတယ်အဲ့တဲမှာမင်းသမီးလီစီယာကပါလာသည်လက်ကိုသူ့ရဲ့ကိုရန်တော်လုတ်ခိုင်းနေလို့အားလုံးလဲကြောင်နေပြီးဖီလူလည်းလက်
ကိုနေရာကအောင်မလုပ်ကိုပြောနေလို့မူနဲ့ပါဆက်ပေးလိုက်ပေမဲ့မလို့ခုကိုပဲဆက်ပြောနေခဲ့ပါတယ်အဲ့ကျ Crucifer ကကြောက်ကြီးခေါ်လို့ဆိုပြီး Let's go လာခေါ်တော့ကလက်စဲငရဲရနေကြတော့ခဲ့ပြီးအခါတီးရဲ့မာယာကိုတယောက်တည်းပြည့်စည်ခဲ့တဲ့အနက်ရောင်သူရဲကောင်းမှုချခိုင်းနေခဲ့ပါတယ်ဒီလိုတဲ့နောက်နေ့မှာတော့သူ့ရဲ့ကိုနဲ့စကားပြောခဲ့တော့ကကိစ္စတွေကိုအိမ်မက်မက်နေပြီးအိမ်မက်ကနိုးလာခဲ့ကစောင်းတယ်လောက်ကညီရာဆိုပေမဲ့စောင်းမဟုတ်တဲ့နူးနူးညံ့ညံ့ရာကြီးဖြစ်နေကလက်စဲလန့်နေပြီးသူတို့နှစ်ယောက်ဖြစ်ချင်တာလေးဖြစ်နေတာကိုလည်းကောင်မလေးတယောက်ကမြင်တော့ပြီးတကြောင်တော့မှလည်းအစရင်းကပြန်သွားရအကြောင်းသူညမသူကခံနေခဲ့ရပါတယ်ဒီလိုနဲ့လီဇီယာကသူ့ကိုကူညီလို့ပေါ်တဲ့နေရာမှာတော့လီဇီယာကလက်စဲစရုပ်ကိုပြင်းမိထားပြီးလက်စဲအကာဒီယာရဲ့မာယာကိုဖြစ်စီခဲ့တဲ့သူ့ရဲ့မာယာမှာတာဝန်ထမ်းဆောင်မှုကန်လလိုက်ကလက်စဲလက်ခံလိုက်ပါတယ်ဒီလိုနဲ့လက်စဲလီဇီယာလည်းဇူးအထွက်ကြကလီဇီယာကဝေကျွန်းလို့လွတ်နေပေမဲ့ပတ်စံရိပ်မိခဲ့တာကြောင့်ပတ်စံမရှိပါဘူးဆိုတဲ့လက်တွေဝေကျွန်းနေခဲ့ရပါတယ်လက်စ်နဲ့ဇီဝေထွက်နေရတာကိုလီဇီယာကနှလုံးကုန်မြန်နေပြီးတမျိုးကြီးခံစားနေရတယ်ဆိုတာကြောင့်လက်ကသူတော်နေကြနေရာကိုခေါ်တော်ပြီးသူတို့လည်းစစ်မနေခဲ့ကြပါတယ်အညမှာလေလက်ကအိမ်မက်မက်နေပြီးလက်ကဒူရီအများကြီးမတည်အောင်လှုပ်ချင်နေပြီမဲ့သူ့ကိုကဒူရီအများကြီးတည်အောင်လှုပ်လိုက်လို့လက်စဲစိတ်တုန်နေပြီးမင်းကတားတုံးချောက်လို့ကောင်းတာပဲမင်းကြောင့်ငါရဲ့ပလွေကိုတော့ထုတ်တုံးစရာမလိုလိုက်ဘူးဆိုပြီးပလွေကဘာပလွေကိုပြောရလဲမတိပေမဲ့အဲစကားကြောင့်လက်စဲလက်မီနူးလာခဲ့ပါတယ်နောက်နေ့မှာတော့အဘိစကောင်ပေါ်လာခဲ့တာကြောင့်အာရှီယာတို့လည်းသွားနိုင်နေကြကလက်စကတော့မတင်ကာပဲဖြစ်နေခဲ့ပါတယ်လက်စမတင်ကာနေတယ်လို့ပဲအဘိကနေပလွေမိုးလိုက်တဲ့အခါအကောင်လေးအများကြီးထွက်လာခဲ့ပြီးတိုဝေစစ်တီတွေထဲကတစ်စပေါက်ကမင်းသမီးကိုတပ်ဖို့အတွက်တမေကွက်စင်တာကဖြစ်နေခဲ့ပါတယ်အာရှီယာလည်းအချိန်မဆွဲပဲစတင်တိုက်ခိုက်နေပြီးအဲဒင်းကလည်းလက်စုပ်စီရောက်လာခဲ့ပါတယ်အာရှီယာရဲ့ဘက်မှာတော့ဘလူဝမနိုင်နိုင်နေပဲအာရှီယာကအရိုက်ခံလိုက်ရကအာရှီယာရဲ့မက်ကိုလည်းအက်တစပေါက်ကတိနေပြီးတကယ်တမ်းအက်တစပေါက်ကအာရှီယာရဲ့မက်ကိုတပ်ပေးခဲ့တဲ့အခါဒီရဲ့အင်ပါယာကဘေးဖြစ်နေကသူတို့ရဲ့မာယာအတွက်အာရှီယာကိုတပ်ပြီးလက်စားချစ်ချင်နေတာပါအဲ့လိုအရင်နေနေပြီးတေတော်မဲအာရှီယာကိုလက်ကလာခဲ့ပြီးတော့ခဲ့သည်သူရဲ့စေယုံနဲ့မနိုင်နိုင်တာကြောင့်သူ့ရဲ့ဒုတိယသားဘူးတုံးလိုက်ကလွန်ခဲ့တဲ့9နှစ်တုန်းကအာကာဒီယာရဲ့မာယာကိုဖျက်ဆီးခဲ့တဲ့အနည်းရောက်သူရဲ့ကောင်ကအာကာဒီယာရဲ့မာယာရဲ့မီတာလက်ဖြစ်နေခဲ့ပါတယ်အဲ့ဒါကြောင့်ဟူပေလေအာကာဒီယာရဲ့မာယာရဲ့မီတာဖြစ်ပြီးဘာလို့သူ့ကိုတက်ချင်နေရတာလဲဆိုပြီးမင်းကြီးကလက်စဲလက်ချက်နဲ့အကုန်လုံးနှိုးတုံးပါခဲ့ပါတယ်ဒီလိုမျိုးတောင်းသူရဲ့အများကြီးကိုကယ်ပြီးလိုက်ခဲ့တဲ့အတွက်လက်ကိုဂုံပြူတဲ့အနေနဲ့ပွဲတစ်ခုလုံးနေပြီးလက်ကိုခိုင်းထားတဲ့လုပ်တွေကလည်းတောင်းလို့ပုံနေခဲ့ပါတယ်အဲ့ဒါကြောင့်ကျောင်းအုပ်ကြီးကလည်းလက်ကိုတပတ်တီတီကြိုက်တာခိုင်းလို့ရတဲ့ဒီစာရက်ကိုတနာရီပြီးသွားတဲ့အထိတိုက်ထားနိုင်ရင်လက်ကိုတပတ်ခိုင်းချင်တာခိုင်းလို့ရတယ်ဆိုပြီးပြောလိုက်ကလက်စဲတနာရီအတွင်းဘသူမှဒီစာရက်ကိုမရဘူးအတွက်မနေပြင်းနေရသည်ကောင်မလေးတွေကလည်းလက်ကိုတပတ်ပိုက်ဆိုင်ရဖို့အတွက်လိုက်နေခဲ့ရင်အပစုံ1လေးကပြီးဆုံးတော့ခဲ့ပါတယ်ဘသူမှသူ့ရဲ့စာရွက်ကိုမရအောင်ပုံနေတဲ့ let's go ဒီစီယာကဒီနေရာမှာပိုးခွင့်ပြုလိုက်ပြီးအ내ရောက်သူရေကောင်ကနေဆိုတော့ငါ့ကိုနေပြားစက်ရုပ်အကြောင်းရှင်းပြလို့ပြောနေလို့လက်ဆဲရှင်းပြနေချိန်လီဇီယာရဲ့တောင်ကျောက်ထဲမှာမိသွားပြီးလက်ဆဲတူဟူစာရွက်ကိုပေးမှမလို့လူပေးဆိုတာကြောင့်လူပေးလိုက်ပေမဲ့ထွက်ပြေးသွားခဲ့ကလီဇီယာလည်းသူ့ကိုလေစားတော်လို့စိတ်တုန်နေခဲ့ပါတယ်ဒီလိုနဲ့ဘုံနေတဲ့နေရာကိုဖီလိုဖီကရောက်လာကလက်စီယာစာရွက်ရအောင်ယူနိုင်ရဲ့ဘုံဝဲကျွေးမဲ့ဆိုတဲ့တူမအကြောင်းအကြီးပြောလိုက်တဲ့စကားကြောင့်လက်ကိုချုပ်ထားပေးလိုက်ပြီးဗီတင်နာတွေနဲ့ထိနေကကြာတော်တဲ့စာရွက်ကိုအချိန်မီကောက်လိုက်လို့အစဉ်ပြေသွားခဲ့ပါတယ်ဒီလိုနဲ့နောက်တဲ့ပုံတဲ့နေရာကမိန်းကလေးတွေအဝေလဲတဲ့ခံဖြစ်နေကနောက်ဘူးကိစ္စတွေပဲအမြဲလုံးတဲ့ let's ကို Crucifer ကမြင်သွားပေမဲ့မတိကျရဆောင်ပေးလိုက်လို့ let's လည်းအစဉ်ပြေသွားခဲ့ပါတယ်ဒီလိုနဲ့တနာရီပြေသွားပြီဆိုတော့ Crucifer ကစာရွက်ရှိသေးလားပြပါအောင်လို့ပြောနေတာကြောင့် game ပြီးသွားပြီထင်နေတဲ့ let's တဲ့ပြေးလိုက်ပေမဲ့ Crucifer ကနိုင်လက်သက်ကိုရှူထားသည် let's ကိုလှည့်စားနေတာဖြစ်နေက Crucifer ရဲ့လက်ထဲမှာစာရွက်ကရှိနေတာမလို့ let's ကို Crucifer လည်းတပတ်ပိုင်သွားခဲ့ပါတယ် Crucifer ရဲ့တောင်းဆိုချက်ကတော့ let's ကိုသူ့ရဲ့ရည်စားလောက်ခိုင်းတာဖြစ်နေလို့လက်စဲလက်နေခဲ့ပါတယ်ဒီလိုနဲ့လက်စဲအကြောင်းမှာတကြောင်လုံးမှာလူတုံးများဆုံးဖြစ်နေလို့အာရီလည်းစိတ်ညစ်နေပြီးကြောက်ကြီးနဲ့တွေ့တဲ့အခါမှာတော့အဘိဆွေရဲ့ပတ်သက်သည့်အဓိကတော့ချက်ပြနိုင်ခြေရှိတဲ့ပတ်တွေကို let's go ပြက let's go လည်းတမွေတစ်ခုပေးလိုက်ပါတယ်ဒီလိုနဲ့အာရီလည်း Crucifer လို့တခြားရဲ့မာယာကလာတဲ့သူရဲ့ရည်စားလောက်အားမှာဆိုတော့တတိချဖို့ပြောနေပြီး Crucifer ဒီကိုလာခဲ့ရတဲ့အကြောင်းရင်းကနိုင်ငံရေးအရတေးရောက်နဲ့လက်ထပ်ဖို့ဖြစ်ပေမဲ့သူကလက်မထက်ချင်သေးတာကြောင့်လက်ဆက်တွဲပြီးသူ့ရဲ့တူရင်မှုကြောက်လာတဲ့ကလက်ထပ်ဖို့ကိစ္စကိုအချိန်ဆွဲဖို့ပါဒါပေမဲ့ let's ကအဲ့လိုရှုပ်တွေထဲမှာမပါခြင်းလေလို့ let's ကိုအနာကိုက let's မင်္ဂလေးတွေကိုချောင်းကြီးတဲ့ကိစ္စနဲ့ပါဇက်ပိတ်ပေးလိုက်ကြီးအဲ့လိုနီနီကက်ကက်တွေဖြစ်နေတာကိုလည်းဒီစီယာကဘဒုံကဒီမကတ်နိုင်ပဲဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ညရောက်တဲ့အခါမှာတော့ကူစီဘာနဲ့ let's ကစာအတူလုံးနေတာစိတ်မချတဲ့လီစီယာလည်းဖီလိုခေါ်ကရောက်လာခဲ့ပြီးလီစီယာလည်းသူကလက်စစ်လက်ကိုကင်မှုရဲ့ဆိုပြီးကရူစီဖာကိုတဝင်းတဝမ်းပြောနေတယ်ဆိုပြီးမဲ့လက်ကင်နေဆိုတာကဘာမှမဟုတ်နေတာကြောင့်ကရူစီဖာလည်းမနဲ့တဲ့ဒိတ်လို့ဖို့အတွက်အားရဖေးတဲ့အနေနဲ့တောင်းလိုက်အောင်မယ်ဆိုတာကြောင့်လီစီယာလည်းစိတ်တုန်
နေခဲ့ပါတယ်။နောက်နေ့မှာတော့ Crucifer ကလက်ကိုသူ့ရဲ့ချစ်သူလိုတကယ်ထင်အောင်လုပ်နေပြီး Licia တို့ကလည်းချောင်းညစ်နေခဲ့ကြပါတယ်။ Crucifer တို့ပပွတ်တီဝင်နေတဲ့အချိန်မှာလည်း Licia ကတဝေတူနေခဲ့ပြီးတိုလည်းစားတော့ဆိုင်ကိုတွားကြကစကားတွေပြောရင်နန်းတွေပါပြောင်းနေခဲ့ပြီးအဲ့အချိန် Crucifer ကိုဖမ်းဖို့လာတယ်။ပုံမှန်တူရီစီကနေ Let's ကကေးပေးလိုက်ပြီး Let's ကိုချိန်စောခိုင်းတာက Crucifer လည်းသူ့ရဲ့စက်ရုပ်ရဲ့အစွမ်းနဲ့တိတ်တော့မဲ့ Let's ကိုကာပေးလိုက်ပြီး Crucifer ရဲ့စက်ရုပ်ကကျူမြင်ရတာကြောင့်အေးစစ်စစ်ပဲအနိုင်ယူနိုင်သွားခဲ့ပါတယ်။အဲ့ကျလီစီယာတို့လည်းရောက်လာကနောက်ရောက်ခံလိုက်ရတာမဟုတ်ကြောင်းတကုံရှင်းပြနေပြီးဘဲတပွဲကပြီးသွားတာကြောင့်လိုက်ဖမ်းနေစေမင်းကလေးတယောက်ကဖမ်းမိလိုက်ပြီးအဲ့မင်းကလေးကကူစီဖာကိုလာစစ်ဆေးတဲ့အတူရင်မှုဖြစ်နေခဲ့ပါတယ်လီစီယာနဲ့ဖီလူဖီတို့ကလည်းစစ်ဆေးရဲ့နေရာမှာလာနေကြပြီးကူစီဖာနဲ့လက်စသူ့ရဲ့ရည်သားလို့ပြောလိုက်ပေမဲ့အတူရင်မှုကတော့ဘွေမကြဖြစ်နေပဲအဲ့ချိန်ဘယ်ရိုင်းလို့ခေါ်တယ်ကူစီဖာနဲ့စစ်သက်မဲ့ဘဲကရောက်လာစားရောက်လာကြတဲ့ကကူစီဖာကိုသူ့ရဲ့ဇနီးလောင်းလေးနဲ့ဗစက်ကနေမချနိုင်ပဲဖြစ်နေခဲ့ပါတယ်ဘဲရိုင်းကကရူဇာအိမ်တော်ကဖြစ်ပြီးအိမ်တော်ကြီးတွေကတကူလည်းဖြစ်ပါတယ်ပြီးတော့မနေ့ပြန် Crucifer နဲ့စစ်ဆက်မှာဆိုပေမဲ့ Crucifer ကတော့သူ့မှာရည်စားရှိနေပြီလို့ပြောပြီးရင်းလိုက်ကဘယ်ရိုင်လည်းစိတ်တူသွားပြီး Let's go အတကုံနေက Crucifer နဲ့လက်ထပ်ဖို့အတွက်လက်နဲ့တက်ခိုက်ပြီးစုံရက်မယ်လို့ပြောလိုက်ပေမဲ့ Crucifer ကတော့နှစ်ယောက်တက်ခိုက်မယ်တူလေး Let's နဲ့ကတပွဲဖြစ်ပြီးအတူရိမ်မှုနဲ့ဘယ်ရိုင်ကတကွဲဆိုပြီးညီလိုက်ကနောက်တုံးညနေရင်တိုက်ခိုက်ဖို့ဖြစ်သွားခဲ့ပါတယ်ဘယ်ရိုင်ရဲ့ဘက်မှာတော့ဟူပလွေကတော်ချက်မဟုတ်ပဲမင်းကလေးတယောက်ကတော်ချက်ဖြစ်နေတာကိုတီးသွားခဲ့ပြီးနောက်နေ့မှာတော့ Licia က Crucifer နဲ့ Let's ကတကယ်တိုးတွေမဟုတ်တော့ကိုတီးသွားပြီးအတကုံပြောနေခဲ့ပါတယ်ဦးစီပါကဒီနေ့တော့တိမ်မလို့တော့ဖို့ကိုရန်ပင်မန်းနေက Let's ကိုပြောလိုက်ပြီးအိမ်ငိုင်းနေက Let's ကိုကောင်မလေးတယောက်ကခေါ်တော့က Licia နဲ့ ဖီတို့ကပင်မန်းနေက Let's ကိုပြူစုဖို့စောင့်နေခဲ့ကြပါတယ်ဒီလိုနဲ့အစားအသောက်တွေနဲ့ကိုအတီးတွေနဲ့ကိုကျူစုအိုးလုံးနေကြကလက်စေဘွားကြီးကပျော်ရွှင်စရာကောင်းနေခဲ့ပါတယ်လက်စေဘက်မှာပျော်ရွှင်စရာတွေကြုံနေရပေမဲ့အိမ်တော်ကြီးလေးမှာတော့ Rocknaro လို့ခေါ်တယ်အပြီးဆိုနေမှုနဲ့ပတ်သက်ပြီးစိတ်ဒုက္ခတွေရောက်နေရကအဲ့ဒီရဲ့ Rocknaro ကိုနေမဲ့ကိစ္စကိုတူတာဘဲရိုက်ကိုတာဝန်ပေးလိုက်ဖို့ထူစာအိမ်တော်ကတောင်းဆိုလိုက်ကအစီအမီသွားကြပါတယ်လက်စုပ်ဘက်မှာလည်းဟိုပလွေကိုတောလို့ထင်နေတာကြောင့်ဒီတော့နဲ့တွားလို့ရနိုင်မဲ့အပြည့်စည်းတွေရှိတဲ့နေရာကိုစစ်ဆေးဖို့ပြင်ဆင်နေကြကကူစီပါကလည်းအဲ့နေရာမှာရှိနေတာကြောင့်လက်စဲမင်းကတခြားအိမ်မာယာကဆိုရင်ဒီမစ်ရှင်မှာပေါင်းစရာမလိုဘူးလို့ပြောနေပေမဲ့ကူစီပါနဲ့လက်ခဲ့ပါမယ်ဆိုပြီးပြောတော့ခဲ့ပါတယ်ဒီလိုနဲ့လက်စဲကူစီပါကဟာလိုလက်ချင်နေရလဲဆိုပြီးစဉ်းစားနေကြဖီလူဖီကဘီနာမှာရှိနေလို့တူတဲ့အတကုံလန်းနေပြီးဖီလူဖီဒီကိုရောက်နေတာရဲ့အဓိကတရေခံကဖီလူဖီရဲ့အမအကြောင်းအကြီးတင်နေကဖီလူဖီကလည်းလက်ကိုတူနဲ့ရီချိုးကိုပြောနေပေမဲ့လက်စဲဘလူမကိုဒီမကန်နိုင်မယ်ဖြစ်နေကြဖီလူဖီကအိပ်ပျော်တော့တာကြောင့်မတက်နိုင်တဲ့အစုံလက်စဲတော့ခဲ့လိုက်ရသည်လက်စေရေချိုးနေတာကတော်တော်ကြာနေပြီမလို့ငူလေတော်ခဲ့ပါတယ်ဒီလိုနဲ့နောက်နေ့မရှင်မှာတော့ဘဲရိုက်ကခေါင်းဆောင်အနေနဲ့ပေါ်လာခဲ့သည်ဘာရီဂျန်နေမှမတိပေမဲ့ရုပ်ကတော့စောက်ချကောင်းနဲ့ရုပ်စမ်းမပေါက်မနေခဲ့ပဲသူတို့လည်းစကားနားနေကြကအပစုံတူလေးကပြီးဆုံးတော့ခဲ့ပါတယ်ဗျအပြန်စည်းတွေကိုတော်လေးလာမယ်လဲစိုးစီကိုဘဲရိုက်လေသူ့ရဲ့ဘာမှမတိတဲ့အကြံစီနဲ့လိုက်လာခဲ့ပြီးရောက်တဲ့အခါမှာဖူစီဖာကတယောက်တည်းပဲလှုပ်ရှားနေခဲ့ပါတယ်အဲ့အချိန်အဘိစုထဲမှာတော်တော်ကျန်းတဲ့ဒီယာဘလူကြီးကရောက်လာခဲ့ပြီးကောင်မလေးတယောက်ကိုတိုက်ခိုက်နေလို့လက်စဲကပေးလိုက်ရကလက်စစ်တာကဘလူးမခံနိုင်နေပဲညံလုံးနာကြောင့်ပြည်တညရာအားလုံးကလည်းတခြားမှမထိပဲဖြစ်နေခဲ့ပါတယ်ဒီယာဘလူကတယောက်ကိုဖမ်းသွားတဲ့အချိန်မှာတော့ကူစီပါရဲ့ကျူတင်မြင်ရတဲ့အစောနဲ့တစ်ချက်ပြစ်တိုင်သွားပြီမဲ့အားလုံးကတိုင်ဝက်နေခဲ့ပါတယ်ဒီလိုတွေဖြစ်နေတာကိုလည်းဘဲရိုက်ကလောင်နေပြီးဘဲရိုက်ကတစ်ချက်ပဲပြစ်လိုက်တာဆိုပေမဲ့ဆောင်းရာကပြင်းလုံးလို့အားလုံးလဲကြောင်နေခဲ့ကြပါတယ်ဒီလိုနဲ့ကူစီပါလည်းစိတ်မရှိတော့ပဲတယောက်တည်းတိုက်ခိုက်ဖို့ထွက်သွားကသူ့ရဲ့ကျူမြင်ရတဲ့အစောနဲ့တိုက်ခိုက်ပြီးမဲ့ဘာမှအရာမထင်ပဲဖြစ်နေပြီးတိုက်ခိုက်မှုကြီးချင်းရင်တော့အတားစီးမရပဲတီးတော့မဲ့အချိန်လက်စကဝင်ကားပြီးတော့ခဲ့ပြီးကရူစီပါရဲ့ကျူတင်မြင်ရတဲ့အစွမ်းကိုဘဲရိုက်ကလည်းတုံးလိုက်ပြီးဘဲရိုက်ရဲ့လက်ချက်နဲ့ဒီယာဘလိုလည်းတေကာတီးတီးဖြစ်နေပြီးကရူစီပါကတော့ဘာလို့သူ့ရဲ့အစွမ်းကိုတုံးလုံးမရတာလဲဆိုတာကိုစဉ်းစားနေခဲ့ပါတယ်ဒီလိုနဲ့ဒီယာဘလိုကတေသွားပြီးစတဲ့ပပွေလာကကရူစီပါကဘလို့မပြေးနိုင်ပဲဖြစ်နေတာကြောင့်လက်စဲကပေးလိုက်ရကပပွဲမှုကြောင့်တတိမိသွားပြီးအရင်ကကိစ္စတွေကိုအိမ်မက်မက်လေးခဲ့ပါတယ်ဒီလိုနဲ့သူတို့လာစစ်ဆေးတဲ့အပြည့်အစည်းနေရမှာနိုးလာခဲ့ပြီးCrucifer လည်း Let's go ကျေးဇူးတင်နေကအဓိကတော့ချက်နေရကိုတွားနေပြီမဲ့ Crucifer ကတော်တော်ဟိုချီနေစိုးတွေခဲ့ပါတယ်ဒါကြောင့်လက်စ Crucifer ကိုတွဲရင်ရှောက်လာခဲ့ပြီးကြောက်တဲ့အခါမှာတော့ Crucifer ကပြေးဝင်တော့က Let's ကတော့ကိုဘလူထဲရမလဲဆိုတော့စဉ်းစားနေပြီမဲ့ Crucifer ကတော့ဖြစ်နေပြီး Crucifer ကဒူမဟုတ်ပဲဒီပြစီတွေကနေတက်ရှိကြရင်သူဖြစ်နေခဲ့ပါတယ်အဲစကားကြောင့်လက်စကြောင်နေပြီးအဆောင်အဦးတွေကပြိုကျနေပြီမဲ့ Crucifer ကမပြေးလို့လက်စမနေဆွေးနေခဲ့ရပါတယ် Crucifer ကိုငငယ်ကမီလိုတက်တာတွေတဲကရှာတွေးခဲ့တာဖြစ်ပြီးCrucifer ရဲ့အပေကမွေးစားခဲ့တာပါ Crucifer ကိုအတုံးချပြီးအပြည့်အစည်းတွေကြောင့်တကူတီးရမလားဆိုပြီးမွေးစားခဲ့တာဆိုပေမဲ့ Crucifer ကဘာမှမမိရကြောင်းအားလုံးရဲ့နှုတ်ကွယ်ပြုမှုကိုခံခဲ့ရပြီးအားလုံးရဲ့အလေးပေးမှုနဲ့ဂယူဆိုင်မှုတွေရကျင်တဲ့ Crucifer လည်းငကားတူရဲ့ကောင်ပြအောင်ကြိုးစားခဲ့ပေမဲ့ဘာမှရမတင်ခဲ့ပါဒါကြောင့်ဘဒုရဲ့အလေးပေးမှုမှမရတဲ့ Crucifer လည်းရှေ့ဆက်ရမှာကြောင်းနေခဲ့တယ်လို့ပြောနေလို့လက်စဲ Crucifer ကိုသူကဂယူဆိုင်ကြောင်းနဲ့မင်းကငါရဲ့ရည်သားမလို့ပြောလိုက်တာကြောင့်
ခရူစီဗာလည်းချက်သွားပြီးမင်္ဂလိတယောက်ပြောပြတဲ့ပုံမြင်တွေကိုလွယ်လွယ်မယုံသိညောက်ပြောလိုက်မှလက်စဲခရူစီဗာကသူ့ကိုတနာတော့ပုံမြင်တွေပြောနေတယ်ဆိုတာကိုဒီတော့ခဲ့ပါတယ်ခရူစီဗာရဲ့လက်စအာကာဒီယာရဲ့အင်ပါယာလို့အရင်ရစ်ဆက်တဲ့အင်ပါယာကမင်းသားဖြစ်ပေမဲ့ဘာလို့ဒီလောက်ကျန်တာနေရတာလဲဆိုတာမင်းကြီးလက်စဲသူကအာကာဒီယာရဲ့အင်ပါယာကမင်းသားဆိုပေမဲ့သူ့အမေရဲ့သူညမအာရီရဲ့နဲ့သူနဲ့ကအင်ပါယာကနေငြိတော့ခံခဲ့ရပြီးသူတို့ဘလောက်ဝယ်ဒုက္ခတွေရောက်အာကာဒီယာရဲ့အင်ပါယာကသူတွေကအာမမကူညီပေးခဲ့ပဲသူ့အမေလည်းဒီတော့ခဲ့ပါတယ်ဒီလိုတွေဖြစ်ခဲ့တာကြောင့်လက်တော့ပြမှုကြိုးစားခဲ့ပေမဲ့သူတို့ဘက်မှာယက်တိပေးမဲ့လူကမရှိနေပဲအရာရာမှာရှုံးနေခဲ့ရပေမဲ့ဖီလိုဖီကလက်စုပ်ကိုမစုံပြစ်ခဲ့ပဲနေရိုင်းလာတွေပြီးခဲ့တော့အဆင်ပြေသွားပြီးအဲ့ကနေကလက်စဲအမုန်းကြီးရညိုးတွေမရှိပဲအေဂျန်နဲ့အင်ပါယာကိုတီတောင်ကျင်ခဲ့တာလို့ပြောနေချိန်လီစီယာကမြေကြီးကိုတူပြီးရောက်လာကနင်တို့နှစ်ယောက်ဟိုဟာတွေမလုပ်ရသေးဘူးမလားလို့မင်းနေပေမဲ့လက်ကဘူဟာဆိုတာဘာလဲတော့မသိပဲတိုင်မက်လေခဲ့ကြပါတယ်ဒီလိုနဲ့အပြည့်အစည်းတွေကိုတောစစ်စီတဲ့မရှင်ကလည်းပြီးဆုံးတော့ခဲ့ပြီးတံပွဲတို့လက်စဲသူညမတိုက်တဲ့ကော်ဖီတောက်ပြီးအနာယူနေကခရူစီဖာကပြန်ပွဲမှာလက်ကိုဒုက္ခမပေးချင်တော့တာကြောင့်အဲ့ကော်ဖီထဲမှာလာတွေကိုအိတ်စိမ့်တဲ့ခိုင်းနာတာဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ပြန်ပွဲစားတဲ့အခါမှာတော့လက်ဆက်မပါတာကြောင့်နှစ်ယောက်တယောက်အချင်းချင်းဖြစ်သွားပြီးပြန်ပွဲစားတာနဲ့ခရူစီဖာရဲ့အတွေ့အမှုရဲ့အစွမ်းတွေကိုစုပ်ယူလိုက်ပြီးတိုက်ကချက်တွေကိုကနေခဲ့ပါတယ်ဒီလိုနဲ့အနီးကတိုက်ခိုက်တဲ့အခါမှာတော့ခရူစီဖာစီကအစွမ်းနေကိုခရူစီဖာမတိအောင်စုပ်ယူလိုက်ပြီးအဲ့ကလေးကခရူစီဖာရဲ့ကျူတင်မရတဲ့အစွမ်းနဲ့တော့မထိနေပဲခရူစီဖာကိုတနေ့နဲ့ပြစ်ကတတိကျွတ်သွားချိန်အနောက်ကနေအချောင်းခွန်းနဲ့ခုတ်ပေးလိုက်လို့ခရူစီဖာလေးတော်တော်ထိလာတော့ခဲ့ပါတယ်အဲကြောင့်တော့ခူစီပါလေဒီယာဘလိုနဲ့တက်ခိုက်တာတွေနဲ့အပြည့်အစည်းကိုတောစစ်စီးတာတွေကဗေရာရဲ့လက်ချက်ဖြစ်ပြီးအဲ့လိုတက်ခိုက်ခဲ့တဲ့အတွက်ခူစီပါရဲ့အစွမ်းကိုလည်းအိလာကူရတော်တဲ့ဒီခူစီပါကတော်ပြည့်တယ်ဆိုတာကိုလည်းတည်တော်ခဲ့ပါတယ်အရင်လိုက်နေတဲ့ဗေရိုက်ကတော့တစ်ချိန်လုံးအားဆောင်နေပြီးအဲ့ချိန်ဒါတစ်ချောင်းနဲ့အတူလက်စီရရောက်လာခဲ့ပါတယ်ပြီးတော့လက်ကအနက်ရောင်သူရေကောင်စက်ယုံနဲ့ရောက်လာတာအကြောင်းဗေရိုက်ရဲ့မိမတယောက်ကိုကယ်ဖို့အနက်ရောင်သူရေကောင်ဝတ်စုံကိုတုံးခဲ့တဲ့လားဆိုပြီးလောင်လေးကလက်စက်တက်ခိုက်ချက်တွေကတီးအောင်လုံးရှိနေပဲတိုက်ပွဲနဲ့ယင်းနီကျုံးကိုရှိနေတဲ့လက်စက်ဗေရိုက်ရဲ့အစွမ်းကအင်နာစီကအစွမ်းတွေကိုစုပ်ယူပြီးပြန်တုံးစရတယ်ဆိုတာဘူးဒီရွာခဲ့ပါတယ်အချောင်းစိမ့်ရဲ့ဗေရိုက်ကတော့လက်ကိုတိုက်ခိုက်ဖို့အတွက်ကူစီဖာကိုတိုက်ခိုက်လိုက်ပြီးလက်စီကအစွမ်းနဲ့ကိုစုံယူနေခဲ့ပါတယ်လက်စဲအနက်ရုပ်ရေကောင်စရုပ်ကအစွမ်းကြောင့်ဖေရိုက်ကပူကျန်းသွားပြီးလက်စဲတိုက်ခိုက်ချက်တိုင်းကမတိရောက်ပဲဖြစ်နေကအစွမ်းကိုထိုးတုံလာပြီးအချောက်စီကအစွမ်းနဲ့ကိုးတာလည်းခဏရတာကြောင့်လက်စဲစရုပ်ကအစွမ်းနဲ့ကုန်တော့ခဲ့ပြီးဖေရိုက်လည်းအွန်လိုင်းတူတယောက်လိုပြုံးနေခဲ့နေအပဆိုဒူရီကပြီးဆုံးတော့ခဲ့ပါတယ်ဗျစွမ်းအိတ်ကုန်တော့တဲ့လက်ကိုခရူစီပါကဘာမှမခံသားစေချင်တာကြောင့်မတိုက်ခိုက်ဖို့ပြောနေပေမဲ့လက်ကတော့မင်းကငါ့ရဲ့ကောင်မလေးဖြစ်တာမလို့မင်းကိုဒီချောက်စီကနေကေတီမဲဆိုပြီးပြောကတမင်တိုက်ခိုက်ခြင်းစွမ်းနဲ့ပြီးထွက်လာခဲ့ပြီးအဲ့ဒါကိုလည်း6ကသူ့ကိုနိုင်မှာမဟုတ်ပဲဘာလို့တော့ကြိုးစားနေရတာလဲစောက်ရုံရဲ့ဆိုပြီးပြောကတိုက်ခိုက်ချက်တွေကိုကာလိုက်ပြီးစင်တင်နေပြီးထင်နေပေမဲ့လက်ရဲ့အားကိုထုတ်တုံးတဲ့အကွက်ကြောင့်ဘယ်ရိုက်လေရှုံးကားခဲ့ပြီးခရူစီဖာကိုကယ်နိုင်တော့ခဲ့ပါတယ်ဒီလိုနဲ့လောက်နေမှာတော့လက်ကိုခရူစီဖာနဲ့စစ်ဆက်ပေးမဲ့လုံနေလို့လက်ရဲ့တကုံငင်းနေပြီးဘာလို့ဟန်ဆောင်နေတာကိုဒီလိုလက်ထပ်ဖို့ဒီလုံနေရတာလေဆိုပြီးမင်းနေကခရူစီဖာလည်းလက်မွဲထဲမှာမိကငါ့ရဲ့ကောင်မလေးလို့ပြောခဲ့တာမဟုတ်လားအဲ့အတွက်တာဝရောမယ်ဆိုပြီးပြောနေခဲ့ပါတယ်ဒီလိုနဲ့စကားပြောနေရင်ခရူစီဖာကနန်လိုက်ကလီစီယာလည်းနှလုံးကျွတ်ထွက်မတက်ကိုခစားနေကြရပါတယ်ဒါပေမဲ့ခရူစီဖာနဲ့လက်စားတော့ဘလုံလောက်သေးဘူးလားဘလုံလောက်ရင်ထက်လောက်ရအောင်ဆိုပြီးအတကုံငန်းနေလို့မှန်လေးပါကွဲပုံမီတီးမခန့်နိုင်တော့တဲ့လီစီယာဝင်ခဲ့မှာအဆင်ပြေတော့ခဲ့ပါတယ်ရန်အောင်တဲ့အခါမှာတော့ဘယ်သူမှမမြင်ဘူးတဲ့ကောင်မလေးတယောက်ကနေရာတကာကိုပတွားနေပြီးတကယ်တမ်းမှာတော့အကောက်မာတွေကလက်ကြီးကျွနေခဲ့ပါတယ်ဖြစ်ပုံကတော့ရော့ဂနာရိုလို့ခေါ်တဲ့အဘစ်ကိုတိုက်ခိုက်မဲ့ဘယ်ရိုက်ကိုလက်ဆက်အနိုင်ယူလိုက်တော့အခုရော့ဂနာရိုကိုတိုက်ခိုက်နိုင်တာကလက်ဆွဲရှိတော့တာပါဒါပေမဲ့နောက်တစ်ယောက်တော့ရှိပါသေးတယ်အဲ့ဒါကဒီကြောင်းမှာအတော်ဆုံးဖြစ်တဲ့စီလီစီယာဖြစ်ပြီးယောက်ျားလေးတွေကိုအတကူမုန်းတာကြောင့်လက်ကိုမက်ဂလေးပို့စံပြောင်းလိုက်ပြီးတော့ပေါင်းခိုင်းလို့ပါလက်စဲတွင်းရဲ့တော်တော်ဆိုးတဲ့အခြေအနေကိုစဉ်းစားနေချိန်သူရောက်အောင်ပေါ်ရမယ်စီလီစီယာကကျောင်းနဲ့စကားပြောနေတာကိုမြင်တော့ခဲ့ပြီးအဲ့ဒီရဲ့ကြောင့်ကထွက်ပြေးသွားတာကြောင့်စီလီစီယာလည်းအတကူပြန်ကုန်နေခဲ့ပါတယ်အဲ့ဒါတွေကိုကြီးနေတဲ့လက်စီကိုဘေကာမန်မတီးတဲ့သူပြောက်ကရောက်လာခဲ့ပြီးလက်ကိုဓာတ်နဲ့တိုးဖို့လုပ်နေတာကြောင့်စီလီစီယာလည်းတမလုံးနဲ့ကာထားပေးလိုက်ပြီးဟိုဘေးလည်းစမို့ဘုံမဟုတ်တဲ့စမို့ချီလုံးကြီးတွေထွက်ပြေးသွားပြီးဓာတ်နဲ့ကစ်တာကိုတော့လက်ကယောက်ျားစစ်စံကားပြီးတော့ခဲ့ပါတယ်ဒီလိုနဲ့ဒန်ယာရတော့တဲ့လက်ကိုစီလီစီယာကအဝေးချုပ်ခိုင်းနေပြီးလက်စဲတူတာအိတ်ကြီးချုပ်ရဲ့ကရစနာတွေတက်ကုန်မှာဆိုလို့အပြင်ကနေပဲစီးစိတ်ခိုင်းလိုက်ပါတယ်ဒီလိုနဲ့လက်စဲဘာလို့ကြောင်းတဲ့စကားပြောနေတာလဲဆိုပြီးမေးလိုက်လို့စီလီစီယာလည်းတကုံတန်သွားပြီးသူကစကားပြောဖို့မရှိလို့ကြောင်းတဲ့စကားပြောနေတာမဟုတ်ဘူးနော်ဆိုပြီးဖတကူရှေးပြနေကသူတို့လည်းစင်မြင်နေခဲ့ပါတယ်ဒီလိုနဲ့နောက်နေ့မှာတော့လက်စရမ်းရဆိုကောင်မလီလုံးနေရတာမလို့ပြင်မနေပြီးလီစီယာနဲ့ခရူစီပါတို့ကတော့လက်ဆိုအပြေတော်ဖို့ခေါ်ရင်ရပြစ်နေကသူတို့လည်းလက်ဆိုလူးနေတာကတကြောင်လို့တီးတော့မှာပေါ့လက်စဲချက်နေရဲပါတယ်အေရာရဲ့ဘက်မှာတော့အချင်းကြတဲ့နေရာကိုတူးတငယ်ချင်းကရောက်လာခဲ့ပြီးရခဲ့တဲ့တင်မီတော်နေပေ
မဲ့ဟိုဘဲကတည့်ရဲ့ခန္ဓာကိုယ်တွေကိုသူတို့နေနေမှုလုပ်နေတဲ့ Ragnarok ရဲ့စစ်တဲ့ပေးလိုက်လို့ဟိုဘဲလေ Ragnarok ဖြစ်ပြောင်းလာခဲ့ပါတယ်နောက်နေ့မှာတော့ Let's go ယောက်ျားမုန်းတီးဝါဒကိုစုပ်ကိုင်ထားတဲ့စီစီယာကကျောင်းကနေထိုးဖို့ကျောင်းတော်ကြီးကိုပြောနေပြီးထုံးစံအတိုင်းလီစီယာကတော့ကျောင်းကနေကျုပ်စရာလားဆိုပြီးအတကုံအော်နေခဲ့ပါတယ်စီစီယာကတော့ Ragnarok ကိုတိုက်ခိုက်မဲ့ကိစ္စမှာလည်းအီမာယာလည်းဘာမှမဆိုင်တဲ့ Let's ကပါစရာမလိုကြောင်းနဲ့ Let's go လည်းကျောင်းကနေထုတ်ဖို့ပြောနေပြီမဲ့ Let's ကတော့မထွက်တဲ့အပြစ်ဒီမာယာနဲ့ဘာမှမဆိုင်ပြီမဲ့ Ragnarok ကိုတိုက်ခိုက်တဲ့အခါမှာလည်းပါမယ်လုံနေလို့စီစီယာလည်းတကောစိတ်ကုန်နေပြီးအခြေအနေတွေတင်းမာနေချိန်ကျောင်းအကြီးကသူ့ရဲ့ထုံးစံအတိုင်းနှစ်ယောက်ရှင်ကြပြီးနိုင်တဲ့လူရဲ့ဆန္ဒကိုကြီးစီပေးဖို့ပြောလိုက်လို့နောက်တော့ရဲ့နေရင်တိုက်ခိုက်ဖို့ဖြစ်သွားခဲ့ပါတယ်နောက်နေ့မှာတော့စီစီယာနဲ့လေ့ကျင့်နေရပြီးဒီစီယာကတော့အခဲမကြည့်ပဲဒေါက်တာထွက်နေကသူတို့လည်းလေ့ကျင့်ရပြီးစီစီယာရဲ့လေ့ကျင့်ခန်းတွေကပြင်းထန်လွန်းတာကြောင့်အားလုံးလည်းခြေကုပ်လက်ပန်းကျနေခဲ့ပါတယ်ဒါပေမဲ့စီစီယာကတော့အဖူဒီကိုအလုံးတွေလုံးနေလို့ဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့လက်စဲတူငါနာတဲ့ဝတ်တွေကိုပြန်ပေးလိုက်ပေမဲ့သူ့ကိုလက်ဆောင်ပေးတဲ့လုံနေလို့သူကအမေကလေးဝတ်စုံတွေကိုဘယ်တော့မှဝတ်တော့မှာမဟုတ်ကြောင်းမနေတွန်းနေချိန်စီစီယာကခေါ်လို့ဆိုပြီးလက်ခုတ်လာခေါ်တော့ကလက်စဲယောက်ျားလေးကိုမုံနေသူကသူ့ကိုဘာလို့ခေါ်ရလဲဆိုတော့စဉ်းစားပြနေပဲအခန်းထဲမှာတော့စီစီယာကပိုလုံးတီးနဲ့ပြစ်နေပြီးလက်ကိုနေခိုင်းနေကနှိမ့်လို့ပြီးတော့ပြီးလက်ဆွဲလဲမလို့လုံးနေလို့လက်စဲတူမှုချင်းနဲ့မိန်းကလေးအင်းကြီးကိုမြန်ဝတ်လိုက်ရကတကယ်တမ်းစီစီယာကိုလိုက်တာလက်ကိုမဟုတ်ပဲလက်ဆက်ဆောင်ထားတဲ့ကောင်မလေးကိုဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့စီစီယာလည်းစကားပြောဖို့ကမရှိတာကြောင့်လက်ချလာကိုပြောနေပြီးစကားပြောဖို့အဆင်မပြေတဲ့လက်စဲမအားဘူးလို့ပြောလိုက်လို့စီစီယာလည်းစိတ်မကောင်းဖြစ်သွားပြီးနောက်နေ့တွေ့ဖို့ချိန်တဲ့အခါမှာလည်းလက်ကညင်းနေလို့စီစီယာလည်းစိတ်မကောင်းဖြစ်တော့ခဲ့ပါတယ်အဲဒါကြောင့်လက်စဲမတဲ့တွေ့ဖို့ကိုတော့လက်ခံလိုက်ပြီးအဲချိန်ကျမှစီစီယာလည်းတော်တော့ခဲ့ပါတယ်စီစီယာကတော့လက်ဆက်တောင်းကိုကြည့်နေကတပေါင်းတစ်လက်ပေလို့ကြီးကျူးနေပြီးလက်ဆဲစီစီယာကန်းကနေထွက်မှာတော့သူ့ကိုလူမာပြီးခေါ်လာတဲ့ကောင်မလေးငယ်တို့နေကသူကတော့နင်းကိုငါမမြင်ဘူးပဲဘာလို့စီစီယာကန်းနဲ့ရောက်နေတာလဲဆိုပြီးဆလာလုံးနေကလက်ဆဲဘာပြောလို့ပြောအောင်မတည်ပဲဖြစ်နေပြီးပြီးရင်လည်းချက်ချင်းလေးမှမလို့တိုင်ပတ်နေရင်episode 4လေးကပြီးဆုံးတော့ခဲ့ပါတယ်ဗျLet's ကစစ်စေးကန်နေရလို့တိုင်ပတ်နေချိန် Crucifer ကဝင်ဝင်ကြီးပြီးတော့ခဲ့သည်လက်စဲသူ့ကိုဘလို့မမိတာလဲဆိုပြီးမင်းနေကငါအချစ်ဆုံးလေးကိုမမိစရာလားဆိုပြီးပြောနေခဲ့ပါတယ်ခုနကမေကလေးနာမည်ကဆန်နီယာဖြစ်ပြီး Let's ကိုကြောင်းထုတ်ဖို့ရင်တိုင်းနေတဲ့သူလည်းဖြစ်ပါတယ်ဒီလိုနဲ့အဲ့ရကနိုးလာတဲ့လက်စဲဖီလူဖီကိုမြင်လိုက်ရကလန့်နေပြီးငငယ်တုန်းကလို့ဖတ်ထားချက်နေဆိုပြီးပြောကအတကုံဖတ်နေတော့လက်စဲရှက်နေခဲ့ပါတယ်ဒီလိုနဲ့နောက်နေ့မှာတော့ Let's ကစီယာနဲ့တော်တွေ့ပြီးဈေးဝယ်ထွက်ကြကရေကူးဝဆုံရောင်းလဲဆိုင်မှာစီယာကရေကူးဝဆုံနေရွေးနေပြီး Let's ကိုပါပြနေတာကြောင့်လက်စဲမနေပြီးနေခဲ့ရပါတယ်ဒီလိုနဲ့သူတို့ကအရန်ကိုအဆင်ပြေသွားပြီးစီစီယာလည်းသူ့ရဲ့လူဝတ်ချက်တစ်ခုကိုပြောပြခဲ့ပါတယ်အဲ့ဒါကတော့စီစီယာကယောက်ျားလေးတွေကိုမုန်းနေဆိုတာကတကယ်မဟုတ်ကြောင်းပြောလိုက်လို့လက်စလက်တော့ခဲ့ပါတယ်အင်မာယာခေါင်းဆောင်တွေဘက်မှာတော့Ragnarokကမရှိတော့ပဲဥကိုမဲကြံခဲ့တာကြောင့်အိမ်မက်နေခဲ့ကြပါတယ်စီစီယာတို့ကရေကူးဖို့အတွက်အဝတ်လဲနေကြပြီးလက်စဲပါမှမလို့ယောက်ျားလေးတွေကိုမုန်းနေစီစီယာကအဆင်ပြေလို့လားဆိုပြီးမင်းနေကသူကယောက်ျားလေးတွေကိုမုန်းတာမဟုတ်ပဲယောက်ျားလေးတွေနဲ့ဘလို့ပေါင်းအောင်မလဲဆိုတာမတိရလို့ပြောနေခဲ့ပါတယ်ကန်းချင်မှာရောက်နေပြီဖြစ်တဲ့လက်ကတော့ကောင်မလေးတွေကိုမြင်ပြီးရှက်နေကဖီလူဖီလည်းရေနဲ့ပတ်ပြီးစားနေခဲ့ပါတယ်အမြဲပေါက်ကြရတွေပဲပြောတဲ့လက်ကဘိုက်ကအမက်ပေါ်မှာကြောက်လို့ဖုံးနေတဲ့လစ်စီယာကိုဒီကူဝတ်ဆောင်မှာလာတယ်ဆိုပြီးတော့ပြောနေလို့လစ်စီယာလည်းရှက်နေခဲ့ပါတယ်အဲ့ဒါကိုကြည့်နေတဲ့ကျောင်းကြီးကတော့ဒီလိုလေးတွေမြင်ရတော့အခုကြည့်နေတဲ့သူလိုပဲပြုံးနေခဲ့ပါတယ် highway လမ်းမကြီးကိုရင်ဘက်မှာတင်ထားတဲ့အာရီကတော့ကျောင်းကြီးရဲ့တောင်နှလုံးကိုကြည့်ရင်အားရနေလို့လက်စဲအားပေးလိုက်ပေမဲ့နာဘူးလို့ပြောတာပဲခံလိုက်ရသည်လစ်စီယာကပါကိုညမလေးကိုတော့လှုပ်ရက်တယ်ဆိုပြီးဝင်မြောက်နေလို့လက်စဲတိုင်ပတ်နေခဲ့ပါတယ်လက်ကျွေးပေးလိုက်တဲ့ရေကူဝတ်ဆောင်ကိုဝတ်ပြီးရောက်လာခဲ့တဲ့စီယာကတော့ရောက်လာတာနဲ့ဘူးပလန်တွေပဲတွန်းနေပြီးလက်ဆန်းဆောင်သားတဲ့ကောင်မလေးကိုရှာနေတာကြောင့်လက်ကိုဆွဲခေါ်သွားကြကဒီကူဝတ်စုပ်ဝခိုင်းနေလို့လက်စဲတကုံပြီးနေခဲ့ရပါတယ်အဲ့ချိန်စီယာနဲ့တိုက်မိသွားပြီးငကိုတဲကမှအလကားနေရင်မုန်းကနေရပါတယ်ဆိုအမုန်းတွေကနှစ်စတွေဖြစ်သွားကဘလောက်ပဲအမုန်းခံရခဲ့ရသူမြင်ချင်တာမြင်လိုက်ရတဲ့လက်ကတော့ဘာမှမခံစားရပဲဖြစ်နေခဲ့ပါတယ်တကယ်တမ်းလက်ကိုစီယာမမုန်းပါဘူးလက်ကိုကြောင်းကနေထုတ်ခိုင်းပြီး Ragnarok နဲ့မတက်ခိုင်းတာလက်ကိုကောက်ွယ်ဖို့ပါဘာလို့အဲ့လိုလုပ်ရတာလဲဆိုတော့စီယာရဲ့ဆရာကလက်ရဲ့အဖိုးဖြစ်ပြီးလက်ရဲ့အဖိုးကစီယာကြောင့်တကယ်ရတာပါအဲ့လိုတကယ်ရတဲ့အတွက်သူမြေဖြစ်တဲ့ Let's ကိုကောက်ွယ်ပေးခြင်းလို့ပါအဲ့လိုဆိုရင်တော့ Let's ကအရှုံးပေးမှာမဟုတ်ပါဘူးတူတာအရှုံးပေးလိုက်ရင် Ragnarok ကိုတိုက်ခိုက်ရမယ့်သူကစီယာတယောက်ပဲရှိတော့တာမို့ပါဒီလိုနဲ့တင်ပွဲနေ့မှာတော့စရုပ်တွေကိုစတင်စင်ခေါ်ခဲ့ပြီးစီယာရဲ့စရုပ်ကကိုလက်တာစကင်လောက်ရှိရဆိုပေမဲ့ Let's ရဲ့စရုပ်ကတော့အလကားပေးရင်အောင်မလို့ခြင်းနဲ့ normal skin လောက်ပဲရှိနေခဲ့ပါတယ်အဲ့လိုတွေမိုးနဲ့နေကွာနေပေမဲ့ထုံးစံအတိုင်းတူညီမကတော့သူ့ကိုနိုင်မယ်ဆိုတာကိုပါဇက်ကနေမချနိုင်ပဲမသိရင်ဘေးရင်းစရာလို့ငကကြီးတဲ့လူလို့နဲ့ထင်ရမြင်ရတွေပြောနေပြီးအဲ့ဒါကို
ကိုလည်းဘီနာကကောင်မလေးကဘီဒင်တော်မေးတဲ့သူလိုပဲအတကုံယုံနေခဲ့ပါတယ်တစ်ဖက်မှာလည်းဟိုက်ပါအင်မာယာကတချို့ကိုဖမ်းနေပြီးတချို့ကလည်းစနီယာပဲဖြစ်နေကစနီယာလည်းသူ့ရဲ့စိတ်ရုပ်ကိုထုတ်လိုက်ပြီးပလွေတန်နဲ့အတူသူ့ရဲ့စိတ်ရုပ်ကရန်ကြံလာခဲ့ပါတယ်စီစီယာတို့ဘက်မှာတော့လက်ဆက်တိုက်ခတ်ချက်တွေကအရာမထင်နေပဲစီစီယာနိုင်တော့မဲ့အချက်ရဂနာရော့ကြီးကထွက်လာခဲ့ပါတယ်ကျွန်တော်မြင်တာတော့ရဂနာရော့ရဲ့လက်နဲ့ဖြည်းဖြည်းလေးပဲထိတာဆိုပေမဲ့စီစီယာကတော့နာလို့မပြီးနိုင်သေးပဲဘာမှမလုပ်ခင်ကလေးကတန်ရာရနေတာတော့တယောက်တည်းတိုက်ခိုက်ဖို့တော်တော်ခဲ့ပါတယ်ခုနကဘေဒင်ဆီယာမကလက်နိုင်မယ်ဆိုပြီးဘလူးများဟောလိုက်လေတော့မသိကျမ်းမာနေဆိုပဲရဂနာရော့ကိုစီစီယာကနှစ်ချက်ပဲခုတ်ကအဆုံးတက်ပေးလိုက်ပါတယ်အဲ့ဒီဆန်နီယာကရောက်လာခဲ့ပြီးစီစီယာလည်းဆိုင်နီယာကတချို့တော်တော်တီတွားလို့ကြောင်နေခဲ့ပါတယ်ခုနကတီတွားတဲ့ရဂနာရော့ကိုတော့တကားလို့ဘလူးပဲထိုင်မုံနေတဲ့ဘဲကသူရင်ကြရတဲ့ဘလူးကိုမုတ်ကပြန်ခေါ်လိုက်ပြီးဘလူးမုံတဲ့ဘဲကသူ့ကိုနဲ့သူနေလို့လက်စဲသူ့ကိုထင်နေခဲ့ပါတယ်စကားတွေတွေကမင်းသားတွေရဲ့ထုံးစံအတိုင်းဘယ်တော့မှကိုကရင်စားမတိုက်ပဲသူများတိုက်တာပဲကနေကဆန်နီယာကဘုံနဲ့ပြစ်လိုက်တာကိုပါနေအောင်တော်ကနေတာကြောင့်နေအောင်လုံးလဲမောက်သွားခဲ့ပါတယ်လက်ကဟိုကောင်မလေးဆိုတာမတည့်ရဲ့စီယာကတော့တတိယလာတာနဲ့လက်စီရဲ့ဘူကတူးကြောင့်တရားတာဖြစ်ပြီးလက်စုပ်ကလည်းတူးကြောင့်နေထုတ်ခံခဲ့ရတာကြောင့်တောင်းမှနေခဲ့ပါတယ်ဒီလိုနဲ့လက်စဲအနေအောင်ဒီတော့ဓာတ်ကိုထိုးလိုက်တာကြောင့်လက်ကဟိုကောင်မလေးဆိုတာစီယာလည်းတီးသွားပြီးလက်ကတော့စီယာကိုစကလုံးလလူတွေနဲ့ချိုတက်ကထားခဲ့လိုက်ပါတယ်နေအောင်သူရေကောင်စရုပ်ကြောင့်ဆန်နီယာကဘလူးမနိုင်တော့ပဲလက်စဲရဂနာရော့ကိုတည်တတ်နေခဲ့ပါတယ်အဲ့လိုရင်းနေတဲ့ဆန်နီယာကိုစီယာကအရှုံးပေးဖို့ပြောနေပေမဲ့စီယာတကယ်မလို့ရဲတာတီးတဲ့ဆန်နီယာကတော့ဂယူတော်မဆိုင်ပဲထွက်ပြေးသွားခဲ့ပါတယ်ရဂနာရော့ကိုတတ်နိုင်တော့တဲ့လက်ကပြောမလို့ရှိတယ်ရဂနာရော့စီကလည်းထွက်လာတယ်ဘာမှမတီးတဲ့အရာကိုဆန်နီယာကယူသွားပြီးရဂနာရော့ကိုတက်လိုက်တာကယူတာပဲဆိုပြီးပြောကယူမတော်ပဲတနက်နဲ့ဒုက္ခဘေးကတောက်သွားခဲ့ပါတယ်ဒီလိုနဲ့စီယာကလက်စုကိုလင်ခဲ့တာကအရေးမကြီးပေမဲ့လက်ကမမြင်တဲ့နေရာတွေတော်တော်များများကိုမြင်သွားတာကိုတော့စီယာကဘလို့မှမခံစားနိုင်ပဲဖြစ်နေခဲ့ပါတယ်ဒါပေမဲ့လက်ကိုအိမ်တော်ကြီးလေးအိမ်တွေကသူ့ရဲ့အိမ်တော်ဖြစ်တဲ့ Regress အိမ်တော်ရဲ့နာမည်နဲ့ကြောင်းတက်ခွင့်ပေးလိုက်ပြီးလက်စဲအဲ့လိုလုပ်ပေးခဲ့လို့ချစ်စရာကောင်းတယ်လို့ပြောလိုက်ကယောက်ျားလေးတယောက်စီကချစ်စရာကောင်းတယ်လို့အခါမှပြောမခံရဘူးတဲ့စီယာကတော့ရှက်နေခဲ့ပါတယ်အဲ့အချိန်နောက်ထပ်အပြက်စီတစ်ခုကပေါ်လာခဲ့ပြီးသူတို့ရဲ့နောက်ထပ်မရှင်ကလည်းပြန်ပေါ်လာခဲ့ပါတယ်ဒီလိုနဲ့ပဲ episode 5လေးကပြီးဆုံးတော့ခဲ့ပါတယ်ဗျပစုံစီရဲ့စောင့်မှာတော့ရင်ကအကြောင်းတွေပြန်စဉ်းစားနေကလွန်ခဲ့တဲ့9နှစ်တုန်းကလက်စီရဲ့ကိုအယုတ်တစ်ခုကိုပြည့်စည်လိုက်မိတာကိုအလေခွဲကိုတော်တော်ဆိုးဆိုးပုံစံခွဲထားတဲ့ဘဲကအမလီတယောက်ကိုအပြစ်ပုံချဖို့ပြောလိုက်ပြီးအပြစ်ပုံချလိုက်တဲ့သူကလည်းဖီလူဖီပဲဖြစ်နေခဲ့ပါတယ်ဒါပေမဲ့လက်ကဖီလူဖီစောက်ဝစုခံပေးလိုက်လို့ဖီလူဖီကကျေးဇူးတင်နေပြီးနှစ်ယောက်သားကအဲ့ကလေးကခင်ခဲ့ကြတာပါအခုလက်ရှိအချိန်မှာတော့ဖီလူဖီကနေမကောင်းဖြစ်နေပေမဲ့အပြည့်အစည်းတွေကိုလေးလာမယ်လုပ်နေပြီးအဲ့အချိန်အိုင်ရှီယာကလက်စစ်စရုပ်ကိုအစင်းမြင့်က over limit ဆိုတဲ့ program မှာထည့်ဖို့လုပ်နေပြီး over limit ဆိုတာကအရန်ချမ်းပေမဲ့တုံးလို့အခက်မတင်ရင်တိမ်မဲဆိုတာကြောင့်လက်စဲလန်းနေခဲ့ပါတယ်ဒီလိုနဲ့အပြည့်စည်းတွေကိုတော်လေးလာမယ်နေကရောက်လာခဲ့ပြီးဖီလူဖီနဲ့အာရီကလည်းလိုက်လာခဲ့ကရောက်တဲ့ခါမှာတော့အဖွဲတွေခွဲလိုက်ပြီးလက်စဲစီလီစတီယာပဲကျန်တော့တာကြောင့်စီလီစတီယာလည်းလက်စဲအဖွဲဖွင့်ရလို့ပြောနေပေမဲ့စီလီစတီယာကိုတယောက်တည်းတော့ခိုင်းလိုက်ကစီလီစတီယာလည်းယူဝင်သွားခဲ့ပါတယ်အဲ့ဒါကြောင့်လက်စဲသူ့ရဲ့အဖွဲတွေကိုခဏနေကြရင်လာခဲ့ဖို့ခေါ်လိုက်ပြီးအဲကြမှာမစ်ရှင်တွေလုပ်ရင်တော့မှမပြုံးနေစီလီစတီယာလည်းအတကုံပြောသွားခဲ့ကအဲ့ဒါကိုကြည့်ပြီးကောင်မလေးတွေလည်းလက်ကတော်တော်ဆိုးတဲ့ကောင်မဲဆိုပြီးပြောနေခဲ့ပါတယ်လက်စဲဘွားကဘလောက်ပြက်နေလဲဆိုသူညမအာရီကပါသူမရှိတော့သူတငယ်ချင်းကိုဘာမှမလုပ်ဖို့ပြောနေရတဲ့အထိပါပဲဒီလိုနဲ့တွားနေရင်အောင်မလေးတယောက်ကိုရှာတွေ့ခဲ့ကသူတို့ကဘာမှမတိတာကြောင့်ခရူစီဖာကိုခေါ်လိုက်ပြီးခရူစီဖာလည်းထိလိုက်မိတာကြောင့်ဒိုးလာခဲ့ပါတယ်ဒါပေမဲ့ဟိုကတော့မာဗီစင်ကုန်မိတဲ့ထင်နေသူပြီးပြောကပြန်ရင်တွားလို့ခရူစီဖာတို့လည်းသားနေရပြီးကောင်းမလေးလည်းတထလာကသူ့နမေကိုခရူရှာအပြစ်မိတ်ဆက်ခဲ့ပြီးသူကဒီပျက်စီးတွေရဲ့မန်နေဂျာစက်ရုပ်လေးဖြစ်ပါတယ်ဒါပေမဲ့သူကအပျက်စီးနဲ့ပတ်သက်ပြီးဘာမှမမိတော့တာကြောင့်သူ့ကိုမစွန့်ပြဖို့ပြောနေပြီးသူ့ရဲ့မညံတွေကိုအောက်ဆုံးထက်မှာပြင်လို့ရတယ်ဆိုတာကြောင့်ခရူစီဖာတို့လည်းခေါ်ခဲ့လိုက်ပါတယ်ဒီလိုနဲ့နောက်ထပ်တွေကိုလိလာဖို့လုပ်နေပေမဲ့ခရူစီဖာရဲ့အခြေအနေကတော့မကောင်းနေပဲသူတို့လည်းအပိစုကိုထုတ်တဲ့နေရာကိုရောက်လာခဲ့ပါတယ်အဲ့မှာတော့ဖီလူဖီကတရရောက်လာနေကြောင်းပြောနေပြီးပလွေနဲ့ဘဲကလည်းအတကုံမုတ်ကအပီစီကထုတ်လာခဲ့ပါတယ်အပီစီရဲ့တက်ခတ်ချက်ကိုတော့လက်စကရင်ခံလိုက်ရပြီးဘယ်သူမှမထိကြရအောင်တတ်နိုင်ဆိုကြိုးစားနေခဲ့ပါတယ်ဒီလိုအပီစကောင်နဲ့ရောက်တိုက်ပတ်နေပြီးနောက်ထပ်အပီစနဲ့ကောင်ကပါရှိနေသေးတာကြောင့်လက်စဲပြတ်စိုးဖို့ပြောနေပေမဲ့ကျောင်းအကြီးကစတော်ဖို့ကိုပဲပြောနေခဲ့ပါတယ်အဲ့အချိန်ဖီလူဖီကလည်းထလာခဲ့ပြီးအပြင်ထွက်တော့တဲ့အပီစကိုတက်ခိုက်ဖို့တွားနေတာကြောင့်လက်စဲလက်တွားပြီးတက်ခိုက်ဖို့ရင်ထွက်တော့တာကဖီလူဖီဆိုပေမဲ့သူကမနိုင်မဲ့သူရင်မော်တော်ခဲ့ကအပီစကိုတော့လက်ဆုံးတက်ပေးလိုက်ပါတယ်ဒီလိုနဲ့ဖီလူဖီကိုရှာရင်တီးလိုက်ရတာကတော့ဒီနေရာကအရေးအခါတရားရင်မရတော့ကလူသားစနမှုတွေလုပ်ခဲ့တဲ့နေရာဆိုတာပါဖီလူဖီကိုတွေ့တဲ့အခါမှာတော့ဖီလူဖီကဖျားနေပြီးညနာကမကောင်းွယ်ဖြစ်နေကလက်ကိုလေပင်ထားညစ်ပြီးဒီလုံးတွေကလည်းအယောင်ပြောင်းနေပြီးတခုခုကထိချုံနေတယ်လို့ဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ဖီလူဖီကအရင်ကအချိန်တွေကိုသတိရသွားပြီးလက်ကိုမတေးသေးခြင်းနဲ့စိတ်ကြောင့်မိလေတော့ခဲ့ပါတယ်တစ်ချိန်တည်းမှာပဲခရူစီဗာတို့ကအဘိစနကောင်ကိုနေနိုင်သွားပြီးနောက်ထပ်တွေကိုစင်မိုးလုံးနေပေမဲ့တောက်လုံနေတာ
နေတာကြောင့်ပြန်လဲဖို့ဖြစ်သွားခဲ့ပါတယ်လက်စစ်ဘက်မှာတော့ဖီလူဖီရန်ကလွတ်တော်တော့မရှိသေးပလွေမိုးတဲ့ပေကရောက်လာခဲ့ပြီးဖီလူဖီကိုရော့ကလန်ရိုရဲ့စိတ်ထဲလာပြီးတာကြောင့်ပလွေနဲ့ကုံကိုတိုက်ရင်ဖီလူဖီလည်းတိတ်မှာပါအဲ့ဒါကြောင့်လက်စဲတိုင်မဲ့နေပြီးဖီလူဖီခုလိုနေမကောင်းဖြစ်နေတာကလည်းရော့ကလန်ရိုရဲ့ထင်ကြုံမှုကိုစန့်ကျင်နေလို့ပါပြီးတော့ဖီလူဖီတဲ့ကရော့ကလန်ရိုကိုခိုင်းထားတာကလက်စကိုတက်ဖို့ဖြစ်နေပြီးဒီအတိုင်းဖီလူဖီကစက်နေရင်မကြခင်သေးတော့မှမို့ပလွေနဲ့ကောင်ရဲ့အောင်းစုံမှုကိုလက်ခံလိုက်ရပါတယ်အဲ့ဒါကတော့အပြည့်စည်းရဲ့အောက်ဆုံးထက်ကတကားအုပ်ဝင်ခိုင်းတာဖြစ်ပြီးပလွေမုတ်တဲ့ဘေကလည်းသူ့ရဲ့အမျိုးတွေကတယောက်ဖြစ်နေခဲ့ပါတယ်ဒီလိုမီလေးတော့တဲ့ဖီလူဖီကဒီနေ့ထိခဲ့တာတွေကိုဘာမှမမီတော့တဲ့ပုံစံနဲ့နိုးလာခဲ့ပြီးသူတို့လည်းစင်နေခဲ့ပါတယ်ဒါပေမဲ့ဖီလူဖီကိုအပီးကတော်တော်ကိုထိန်းချုပ်နိုင်နေပြီးအဲ့အချိန်ကြောက်ကြီးကကိုကသူ့ရဲ့ညီမလေးကလီတာဆန်နက်ချက်တွေလုပ်ဖို့ဖမ်းတာခံခဲ့ရပြီးလက်ကတော့ခဲ့ပေးခဲ့ပေမဲ့အဲ့အချိန်တုန်းကဖီလူဖီကတေရောပြီးဖြစ်ပြီးနောက်မှပြန်နိုးလာခဲ့တာပါအစကတော့ဒီတိုင်းပြန်နိုးလာခဲ့တယ်ထင်နေပေမဲ့နောက်မှအပီးဖြစ်နေတာတီသွားပြီးသူညီမကိုကူဖို့အတွက်ဒီပစ္စည်းရဲ့အောက်ဆုံးထက်မှရှိတဲ့ဒီပညာကိုတုံးလုံးရနိုင်တာကြောင့်အပစ္စည်းတွေကိုအတကုံလေးလာချင်နေတာလည်းဖြစ်ပါတယ်သူညီမကိုကယ်ဖို့အတွက်ကျောင်းအုပ်ကြီးကသူတည်ရင်တော့အဆင်ပြေတယ်ဆိုပြီးလူကြကောင်းအောင်ပြောနေပေမဲ့တကယ်တမ်းစဉ်းစားကြည့်ရင်လက်ခတ်ရတာကသူ့ရဲ့ကျောင်းသားတွေဖြစ်တာကြောင့်တရားမဲ့သူတွေကသူကျောင်းသားတွေဆိုတာကိုတော့ဆရာသမီးကမပြောရခဲ့ပါဘူးဒီလိုနဲ့နောက်နေ့မှာတော့လက်ကဖီလူဖီကိုကယ်ဖို့ပဲဆက်ရောက်နေပြီး over limit လို့ခေါ်တဲ့ program ကိုလည်းထဲတာကပြီးတော့ခဲ့ပါတယ်အဲ့အချိန်လက်စီကိုဖူကယ်လို့ခေါ်တဲ့သူ့ရဲ့ကိုတယောက်ကဆက်ရွယ်ခဲ့ပြီးဖီလူဖီကိုကယ်ဖို့ဆိုရင်ပလွေကိုဖြစ်စီပြီး Ragnarok စိတ်ကိုထိန်းချုပ်နေတဲ့ Ragnarok ကိုတက်ရမှာလို့ကြံပေးပေမဲ့လက်စုအမျိုးတွေထဲမှာအကျင်ကောင်းတဲ့ကောင်ကတကောင်မှမပါတာကြောင့်မယုံရဲပဲဖြစ်နေပြီးဆက်တွေ့ရတဲ့အကြောင်းရင်းရ let's go မေးစရာရှိရဆိုပြီးပြောက episode 6နဲ့ episode 7ကပြီးဆုံးတော့ခဲ့ပါတယ်ဗျအောက်နေ့မှာလည်းနောက်ထပ် episode တွေကိုဆက်တင်ပြီးတော့မှမလို့စောင့်ကြည့်ပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဖီလူဖီကဒုက္ခနာကိုထဲမှာရဂနာရောရှိနေတယ်ဆိုတာကိုတီးသွားပြီးသူ့အမကသူ့အမေသေးပြီးကလေးကအထီးကျက်နေခဲ့တာကြောင့်သူတေလို့မဖြစ်ကြောင်းနဲ့လက်ကလည်းသူမရှိရင်အထီးကျက်နေပါမို့လို့လေဒါပေမဲ့အခုတော့လက်ကိုဆောင်ရှောက်ပြီးဂယူးဆိုင်ပေးကြမဲ့သူတွေရှိလာပြီးဖြစ်ပြီးသူ့အမမှလည်းအဲ့လိုပဲဖြစ်တာကြောင့်ငါတီးသွားလဲအဆင်ပြေပါတယ်ဆိုပြီးပြောနေလို့လက်စဲသူကဖီလူဖီမရှိရင်မတတ်မနိုင်တာကြောင့်ဖီလူဖီကိုရအောင်ကဲမယ်ဆိုပြီးတုတ်ကြီးချွေနေခဲ့ပါတယ်ဒီလိုနဲ့အပြည့်စည်းရဲ့အောက်ဆုံးထက်မှာတော့ဒီရှီယာကတော့မရှိနေတော့မဲအတူတူဒီတကားကိုခုနှလုံးသွင်းတဲ့နဲ့ဖောက်ခွေပစ်လိုက်မယ်ဆိုပြီးလုံနေလို့လန့်နေကြပြီးခရူစီဘာကလည်းသူကတော့ဖြစ်တာကြောင့်ခွင့်ပေးလိုက်ကသူကခရူရှာနဲ့အရင်ဆုံးထိတွေ့ခဲ့တဲ့လူဖြစ်တာမို့ခွင့်လို့ရတာဆိုပြီးလိန်လိုက်ပါတယ်ဒီလိုနဲ့အခန်းထဲရောက်သွားတဲ့အခါမှာတော့ခရူရှာကလည်းသူ့ရဲ့မညံတွေကိုပြန်ရသွားပြီးအခုတူလိုရမှာကမင်းတို့ကိုရှင်းပြရမှာပဲလို့ပြောနေပေမဲ့ဘဒူကမှဂယူးမဆိုင်ကြပဲအားလုံးကဘလူနဲ့ဘဲကိုပဲလန့်နေခဲ့ပါတယ်သူဘေကလူကတော့ရဂနာရောရဲ့တင်ကြုံမှုကိုခံနေရတဲ့အီလူဖီဖြစ်နေပြီးခရူရှာကပါစေယုံနဲ့တိုက်ခိုက်နေခဲ့ပါတယ်ဒီလိုနဲ့ဖီလူဖီနဲ့လည်းစတင်တိုက်ခိုက်ကြပြီးဖီလူဖီကိုမတိခိုက်စေချင်တာရဲ့ဖီလူဖီကကျဲလွန်းလာရဲ့ကြောင့်အားလုံးဝမ်းချနေတာတော့တိုင်မဲ့နေပြီးဖီလူဖီရဲ့စေယုံကမြေပြင်ပေါ်မှာဆိုတော်တော်ကိုလှုပ်ပြနေခဲ့ပါတယ်ဒီလိုနဲ့ပဲဘလူနဲ့ဘဲကအစောနှင်းကိုစွန့်ယူနေပြီးအဲ့အချိန်လက်စရက်ကိုဖူကေကရောက်လာကမင်းကြီးရဲ့နောက်ဆုံးချိန်ကိုလာကြည့်တာလားဆိုပြီးအားကြောင့်နေချိန်ဘလူတန်နဲ့အတူအာရီကသူ့ဘလူကိုမှုတ်ပြီးဖီလူဖီကိုထိန်းချုပ်နိုင်သွားခဲ့ပါတယ်ကျွန်တော်ပြည့် episode 1နဲ့ကဘလူနဲ့အဘိစီကိုထိန်းချုပ်နေတယ်ဆိုတာသိနေပေမဲ့အာရီတို့ကတော့အခုမှသိပြီးသူတို့ကိုသူတို့ခိုးလာပြီးချင်နေခဲ့ပါတယ်ဒီလိုနဲ့တိုက်ခိုက်လို့ပြီးတော့တဲ့လက်စုကအားချောင်လို့မပြီးနိုင်ခဲ့ပဲဘလူနဲ့ဘဲကိုအခုတက်လိုက်ရဲ့ဇကားပြီးတော့ပြီဆိုပေမဲ့အခုလည်းနဲ့ချလိုက်ရဲ့အတက်ချမ်းသာကိုပြီးမဲ့ဆိုပြီးအားချောင်နေခဲ့ပါတယ်ဒါပေမဲ့ဟိုကဂီယူကမဆိုင်ပဲဘရောနာရောကိုစင့်ကိုကအားလုံးကဝိုင်းပြီးတိုက်ခိုက်လိုက်လို့နိုင်သွားပြီချင်းဒီ episode တစ်ခုလုံးအားပဲချောင်နေကြကရောနာရောရဲ့ပြန်ကူးတလုံးကမြင်လုံးလာကြောင်းအရာတော်မတင်မဲ့သူတို့လည်းတိုက်ခိုက်ခံလိုက်ရပါတယ်ဒီလိုနဲ့တိုင်မဲ့နေချိန် let's ကဝင်ကူညီပေးတော့ခဲ့ပြီး over limit ကိုဖွင့်ဖို့ပြောနေပေမဲ့ဒီစီယာကတော့ let's go ဖြစ်မှာဆိုရင်နေခဲ့ပါတယ်ဒါပေမဲ့မတက်နိုင်တဲ့ဆို over limit ကိုဖွင့်ပေးလိုက်ရပြီး let's ရဲ့နဲ့ရောက်တူရောစရုပ်ကအရန်ကိုစင်းမြင့်တော့ခဲ့ပါတယ်ပြီးတော့ let's ကသူ့ကိုပြောခဲ့တဲ့ဖီလူဖီကိုကယ်တိုင်သွားရင်တော့မင်းကရှုံးနမပဲဖြစ်နေဦးမှာဆိုတဲ့စကားကိုစဉ်းစားမိနေပြီး over limit ကြောင့် Ragnarok ကိုလည်းလွယ်လွယ်ကူကူပဲဖြစ်ချင်နိုင်တော့ကအပြည့်စည်းကိုပါတခါလေးထည့်စည်းနိုင်တော့ခဲ့ပါတယ်အဲ့လိုစီစဉ်သမျှဘာမှလုံးဝဖြစ်တဲ့ဘလူတဲ့ဘဲကိုဖူကဲကစဖို့လောက်ကိုတော့ခဲ့ပါတယ်ခရူရှာကတော့အပြည့်စည်းတွေထဲမှာတူပါလက်တိုင်းလေးဆိုတာကိုလိုက်ရှာနေကဘေဂလာညာချန်လေးပါဆိုပြီးအိတ်သွားခဲ့ပါတယ် over limit ကိုတုံးထားတဲ့ let's ကမထားနိုင်တော့တာကြောင့်စေးုံထဲမှာနေရပြီးဖီလူဖီကလည်းအဲ့မှာပဲတစ်ချိန်လုံးနေလို့လက်စဲနေရခတ်နေခဲ့ပါတယ်ဒါပေမဲ့ဖီလူဖီကိုကယ်နိုင်သွားတဲ့အပြင်ဘသူမှလည်းမတီတော့တာကြောင့်အားလုံးကအစီအပြေနေခဲ့ပါတယ်ဒီလိုနဲ့ပြတ်သက်လာတဲ့ let's အတွက်ပွဲလုပ်ပေးနေပြီးကျောင်းအောင်ကြီးကလည်းခွင့်ပြုချက်မပါပဲအပြည့်စည်းတွေကိုတွားလိလာလို့ထောင်ချနေတဲ့နေရာကနေပတ်စံမေးပြီးလွတ်လာခဲ့ပါတယ်ညရောက်တဲ့အခါမှာတော့မကြခင် Atis Mata Empire မှာပွဲတော်လုံးမှာမို့ဒီစီယာကအဲ့ကိုခေါ်ဖို့မပြောရဖြစ်နေချိန် Crucifer ကအရင်ခေါ်လိုက်လို့နှစ်ယောက်တားလည်းရဖြစ်နေပြီးနောက်တစ်ယောက်ဖြစ်တဲ့စီယာကပါလာခဲ့ပါတယ်ပြီးတော့ဖီလူဖီကပါပြန်လာတာကြောင့်လေးယောက်တစ်ယောက်ဖြစ်ကုန်ပြီကျောင်းအောင်ကြီးလေတူချောင်းတူတွေကိုအလုပ်ပူကြိုးစားအောင်ဖီချင်းတဲ့နေရာမှာလက်စွမ်းအပြနိုင်ဆုံး3ယောက်ကိုရွေးချယ်ပြီးလက်ဆက်တိတ်ခွင့်ပေးမယ်ဆိုပြီးပြောလိုက်လို့လက်ဆက်ကြောင်နေခဲ့ပါတယ်ဒီပွဲတော်မှာငကားစရုပ်တိုက်ပွဲလဲပါမှာဖြစ်ပြီးနိုင်ငံ
နိုင်ငံတိုင်းကလာရောက်ရှင်ခံကြမှာပါပြီးတော့လက်ဆင်စီလီစီယာကဒီနိုင်ငံရဲ့ကိုစားပြုဖြစ်ပြန်ရမှာဒါပေမဲ့အကာဒီယာရဲ့ဘာယာမှာအကြမ်းဆုံးဖြစ်တဲ့ဒါရမတယောက်ကဟန်နာတဲ့နေရာကနေလွတ်သွားပြီးလက်ကိုတက်ဖို့ကြိုးစားနေတယ်ဆိုတာကြောင့်လက်စဲတတိထားဖို့ဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ပထမဆုံးရွေးချယ်ခံလိုက်ရတဲ့သူကတော့စီစီယာဖြစ်ပြီးစီစီယာကတော့ရှက်နေကနှစ်ယောက်သားကလည်းရှောက်လည်နေခဲ့ကြပါတယ်ဒီလိုနဲ့နှစ်ယောက်သားလည်းစကားပြောနေရင်စီစီယာကမူလေးတော့ကစီစီယာလည်းလက်ကဒါပေမဲ့အဆင်ပြေပါတယ်ဆိုပြီးပြောနေကတေချာကြည့်တိုင်းမှာမကင်တင်တာတွေကိုတစ်ဖက်တည်းတော့မဟုတ်ပဲနှစ်ဖက်ကြခိုင်နာတာကိုဒီတော့ခဲ့ပါတယ်ဒီလိုနဲ့နော်ရတယောက်စီကိုတော့ဖို့ဖြစ်လာခဲ့ပြီးနော်ရတယောက်ကတော့ Crucifer ဖြစ်နေပြီးလက်ကမကားတတ်တာကြောင့်တလွဲတွေပဲဖြစ်နေခဲ့ပါတယ်အဲ့ဒါကိုလည်း Crucifer ကယဉ်နေပြီးသူ့ရဲ့အတွင်းမှုရှိတာကြောင့်သူတို့ရဲ့ချိန်လွှဲမှုကိုတကယ်ထင်တော့အောင် Let's go နန်ခိုင်းနေပြီးနှစ်ယောက်သားကတော့အဆင်ပြေနေခဲ့ပါတယ်ပြီးတော့အဲ့ဒါကိုကြည့်ပြီးအားကြနေရတဲ့အဖွဲကလည်းတသက်ကိုကြည့်နေခဲ့ပါတယ်ဒီလိုနဲ့နောက်ဆုံးတစ်ယောက်ကတော့ Philippi ပါ Philippi နဲ့စတွေ့တာနဲ့ Let's ကတော့ဘာတွေကိုကြည့်ပြီးဘာတွေကိုတဘောချနေမှမတီးဖြစ်နေပြီးသူတို့နှစ်ယောက်ကိုတော့ကျောင်းအောင်ကြီးကပါလာအားပေးနေခဲ့ပါတယ် Philippi နဲ့ချိန်တွေ့တာကတော့ဖေးအကြောင်းထဲမှာပဲ Philippi ပေါင်ပေါ်မှာအဲ့ရင်ကတန်းနေကကျောင်းအောင်ကြီးကတော့နန်လိုက်ဖို့ကိုရောက်နေခဲ့ပါတယ်ဒီလိုနဲ့ပြန်ရောက်လာတဲ့ Let's ကိုတော့ Lysia ကစောင့်နေပြီးအရင်ဆုံးပေးခဲ့ပြီးအရင်ဆုံးခွင့်ငယ်ကြပေမဲ့အခုတော့နောက်ဆုံးရောက်နေရတဲ့ Lysia Let's go သူ့ရဲ့စစ်တီတော်ဖြစ်လာပေးဖို့ကူညီတောင်းက Lysia ကမင်းသမီးဖြစ်တာမို့ဒီတစ်ခေါက်လုံးမဲ့ပွဲမှာကိုရန်တော်လိုပါတယ်ပြီးတော့ဒီပွဲမှာ Lysia ကမိကွန်းပြောရင် Let's go လေသူ့ကိုရန်တော်ဖြစ်ကြောင်းတခါလေပြောချင်လို့ပြောက Let's ကတော့လက်မကန်ချင်ပဲဖြစ်နေခဲ့လို့ Lysia လည်းစဉ်းစားပေးရင်တော့ရပါတယ်ဆိုပြီးလက်ထက်သွားကအဲ့ဒါတွေကိုလည်းအဝေးသနေရာကနေကောင်မလေးတယောက်ကကြည့်နေခဲ့ပါတယ်ဒီလိုနဲ့နောက်နေ့မှာတော့ Irene ကပြောနေချိန် Let's go တက်ဖို့လုပ်နေတဲ့ဒါရမကရောက်လာခဲ့ပြီးအဲ့အချိန်မှာပဲ episode 8နဲ့ episode 9လေးကပြီးဆုံးတော့ခဲ့ပါတယ်ဗျLet's go တက်ဖို့လာခဲ့တဲ့တာရမကယူရုကာအဖြစ်မိတ်ဆက်ခဲ့ပြီးလက်စဲသူ့ကိုတက်တော့မထင်နေပေမဲ့ယူရုကာကလက်စီမှာစေကံအဖြစ်အမှုထမ်းကျင်ကြောင်ပြောနေခဲ့ပါတယ်ပြီးတော့ခိုင်းညင်တာလေခိုင်းလို့ရတယ်ဆိုတာကြောင့်လက်စင်စားနေတာကတော့အားလုံးတိပါပဲအဲ့ဒါကြောင့်သူညမအိုင်ရီကစိတ်ထဲမှုပြောနေရပြီးယူရုကာကအမိန်ပေးဖို့ပြောနေတာကြောင့်ဒီအကြောင်းလေးကိုနောက်မှပြောဖို့ကိုအမိန်ပေးလိုက်လို့ယူရုကာလည်းအနော်ခဲ့ပါတယ်ဒီလိုနဲ့လက်စီချိုးနေတဲ့နေရာကိုယူရုကာကရောက်လာခဲ့ပြီးကြောကုန်းကိုတိုက်ပေးတဲ့နဲ့ထင်နေဆိုပြီးမထီးတင်တာတွေနဲ့ထိနေလို့လက်စဲစိတ်တွေမနေထိနေခဲ့ရပါတယ်ယူရုကာကလည်းအကယ်၍စိတ်မထိနိုင်တော့ရင်ပြောပါယောက်ျားလေးတယောက်ကိုဘလူးပြုစုရမလဲဆိုတာတီးပါတယ်ဆိုပြီးပြောလိုက်လို့လက်စဲစိတ်မထိနိုင်တော့ပဲអော်လိုက်မိပါတယ်အဲအော်တန်ကြောင့်ဘေကတဲ့ကရောက်နေမှမသိတဲ့မင်္ဂလိတတိုက်ကထွက်လာပြီးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လီစီယာလည်းအတကုံအော်နေခဲ့ပါတယ်ဒီလိုနဲ့လီစီယာတို့ကိုစိတ်ညစ်တော့အောင်မနေထိန်လိုက်ရတဲ့လက်ကတော့ယူရုကာကိုစုနေပြီးဆီယာသမားကနောက်တစ်ခါမလုပ်ဖို့တော့မပြောတော့ပါဘူးဒီလိုနဲ့ဘာကြောင့်ယူရုကာကသူ့စီမှာအမှုထမ်းရတာလဲဆိုတာမေးလိုက်ကလက်ကဒီမင်္ဂလိတွေကိုဘယ်အချိန်ထိလေစားနေဦးမှလဲအခုလက်စဲရဲ့ဆွမ်းနေဆို Atismata Empire ကိုဖြစ်စည်းပြီးအခါဒီယာ Empire ပြန်ထူထောင်လို့ရတယ်ဆိုပြီးပြောလိုက်ပေမဲ့လက်ကတော့သူက Atismata Empire ကိုဖြစ်စည်းမှမဟုတ်ကြောင်းပြောနေခဲ့ပါတယ်အဲ့အချိန်စီယာကရောက်လာခဲ့ပြီးစရုပ်တွေကိုထုတ်ကြကလီစီယာတို့လည်းရောက်လာခဲ့ပါတယ်ဒီလိုနဲ့ဖီလူဖီကဖမ်းလိုက်ပေမဲ့ယူရုကာရဲ့ဆွမ်းကသူများစရုပ်တွေကိုထိန်းချုပ်လို့ရတာဖြစ်တာကြောင့်သူတို့လည်းသူတို့ချင်းချင်းတဲ့ကိုတိုင်မှန်နေခဲ့ပါတယ်ယူရုကာကတော့ Let's go နောက်တစ်ခါထပ်တွေ့ရင်ဒီအကြောင်းဆွေးနွေးကြပါမယ်ဒါပေမဲ့သူ့ရဲ့တစ္ဆာကတော့ဘယ်တော့မှမပြောင်းလဲပါဘူးဆိုပြီးပြောကသူနဲ့လိုက်ခဲ့ရင် Atismata Empire ကိုဖျက်ဆီးလို့ရမယ်အရေးကြီးကြံစီကိုပြောပြမယ်ဆိုပြီးကိုပြောက်သွားခဲ့ပါတယ်ဒီလိုနဲ့နောက်နေ့မှာတော့လီစီယာကမင်းကွန်းပြောဖို့အတွက်လေ့ကျင့်နေပြီးလက်စီကသူ့ရဲ့ကိုရန်တော်လုပ်ပေးဖို့ကိုအပြေတောင်းနေပေမဲ့အခုဒီမြတ်ဒီပဲဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့ပလွေနဲ့ဘေဘက်မှာတော့ထူးထူးဆန်းဆန်းပလွေမကင်တာပဲအနားမှာလည်းယူရုကာရှိနေခဲ့ပါတယ်သူတို့ကယူရုကာကိုနေရုပ်ဖြစ်တုံးချနေတာဖြစ်ပြီးပလွေနဲ့ဘေကတော့အခုခုကိုချက်တည်နေခဲ့ပါတယ်အာရီနဲ့လက်စုပ်ကိုတော့နိုင်ငံရဲ့အကြီးအကဲတွေကခေါ်ပြီးအပိစက်ကောင်တရားကိုတီချက်လောက်ခိုင်းနေလို့အာရီကတော့သူ့ကိုစိတ်ပူနေပြီးအကြီးအကဲတွေကအပြည့်စည်းတွေကိုတွားလိလာတဲ့ကိစ္စနဲ့ချုံလိုက်ပြီးလက်ကလက်မခံရင်ကျောင်းကြီးနဲ့ကျောင်းသူတွေအကုန်လုံးကတခွက်ရောက်မှဖြစ်တာကြောင့်လက်ခံလိုက်ရပြီးလက်ဆယ်နဲ့ရောက်သူရောစရုပ်ကိုလက်ကသူ့ရဲ့ကျမ်းမာရေးအခြေအနေကြောင့်12မိနစ်ပဲသုံးလို့ရမှာဖြစ်တာကြောင့်တိုင်ပတ်နေပါလေဆိုအပိစက်ကောင်တရားကိုတီချက်လောက်ပြရမယ်အပြင်နိုင်ငံတိုင်းကလာရောက်ရှင်ပြိုင်မဲ့ငကားစရုပ်ပြန်ခွဲမှာပါအနိုင်လုံးရမယ်ဆိုတာကြောင့်အာရီကမလို့ဖို့ကိုတားနေခဲ့ပါတယ်ဒါပေမဲ့လည်းယူချစ်စရာမရှိတာကြောင့်လက်ခံလိုက်ရပြီးအပြန်မှာတော့အာရီကလက်ကိုရန်တွေစိတ်ပူနေတာကိုဆရာသမားကချမ်းနေတာလားဆိုပြီးပုတ်ကြရပြောနေခဲ့ပါတယ်အာရီကတော့အနက်ရောင်သူရေကောင်စရုပ်ကိုတုံးလို့မရတာကိုဘာလို့မပြောလိုက်တာလဲမေးနေပြီးအနက်ရောင်သူရေကောင်စရုပ်ကိုတုံးလို့ရမရလက်ကပဲလောက်ရမှာပါဘာလို့ဆိုလက်တာမလုပ်ရင်တခြားအကြောင်းသူတယောက်ကလောက်ရမှာမို့ပါဒီလိုနဲ့လက်ကလီစီယာကိုစရုပ်တစ်ခုကိုလုတ်ခိုင်းနေပြီးအဲ့ဒါကိုလည်းယူရုကာကစောင့်ကြည့်နေခဲ့ပါတယ်အဲ့ဒါကြောင့်လက်စဲယူရုကာနောက်ကိုလိုက်သွားပြီးယူရုကာဒီလောက်ထိလုံနေရတဲ့အကြောင်းရင်းကတော့သူ့မောင်လေးနဲ့ပြီးထားတဲ့ဂတိကြောင့်ပါယူရုကာကအတကုံချမ်းမိမယ်သူ့မောင်လေးကတော့ဘာအစောမှမရှိပဲသူ့ဖေသေးတော့သူ့မောင်လေးကပြင်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့သူ့မောင်လေးကအရန်ကျင်လာတတ်ပြီးလူတိုင်းကမုံကြတဲ့ယူရုကာကိုလည်းကောက်ွယ်ပြီးခဲ့ပါတယ်ဒါပေမဲ့အခုတော့တည်သွားပါပြီဒါပေမဲ့သူ့မောင်လေးနဲ့ပြီးခဲ့တဲ့ဂတိကိုတီးဖို့အတွက် Atismata Empire ကိုတိုက်ခိုက်မယ်ဆိုပြီးပြောကလက်
ကိုလည်းသူနဲ့ပူပေါင်းလို့ပြောနေပေမဲ့လက်ဆက်ညင်လိုက်ပြီးရှင်းပြတာကိုလည်းရှင်းပြခွင့်မပေးတော့ပဲသူမတိုက်ရသေးခင်မတိမ်နေအောင်လို့ပြောကပြန်သွားခဲ့ပါတယ်ဒီလိုနဲ့ငကားစိတ်ရုပ်တိုက်ပွဲမှာတော့ Crucifer, Filufi နဲ့ Sizia တို့ကလိုရင်အကုန်လုံးကရှုံးလင်းခဲ့ပြီး Lysia နဲ့လက်စုပ်ကတော့အခုမှပြန်ကြမှာပါဒီလိုနဲ့ Lysia ကလည်းလွယ်လွယ်ပဲနိုင်ရတော့ပြီးလက်ကတော့တရုတ်ချင်းကွာနေလို့တရားကနေပြီးမဲ့ညံ့ညံ့မဲနိုင်ယူက Crucifer ကတော့ဒီနေ့လက်စဲတိုက်ခိုက်ပုံကအရင်ကလည်းမတူပဲအနိုင်လိုချစ်စိတ်ပြင်းပြနေတာကိုဒီရှာမိခဲ့ပါတယ်ဒီလိုနဲ့တန်ဝဲပြီးသွားပြီဆိုတာနဲ့လက်ကအပိသက်ကောင်တရားကိုတီချက်လုပ်ဖို့ကိုမနာပဲတခါတည်းသွားနေရပြီးအာရီကတော့စိတ်ပူနေခဲ့ပါတယ်ငကားစိတ်ရုပ်တိုက်ပွဲရဲ့ဒုတိယပွဲစဉ်စားတဲ့အခါမှာတော့အာရှီယာကဝင်ပြခဲ့ရပြီးဟိုင်နိုမဲရဲ့ချိန်တနက်ကပြလို့မရတော့ပဲယူရူကာရဲ့ထင်ကြမှုကိုခံလိုက်ရပြီးပြန်ဝဲသွင်းမြင်တွေကလူတွေကိုတိုက်ခိုက်နေတာကြောင့်လီစီယာလည်းအဖမ်းခံလိုက်ရပါတယ်လက်စဲဘက်မှာတော့ဆန်နီယာချုံကိုတိုက်ခိုက်တာကိုခံနေရပြီးပလွေမုံတဲ့လူကဆန်နီယာအဖြစ်ပြောင်းသွားကအဖိစီလိုက်တာကိုလည်းမနေပြေးနေခဲ့ရပါတယ်ဒီလိုနဲ့တက်မှတ်ထားတဲ့နေရာကိုရောက်လာခဲ့ပြီးခဏနဲ့အဲဘီစကောင်တရားကိုတရားအောင်မှမို့လက်ကိုခဏနာပြီးလိုက်ပါတယ်လီစီယာတို့ဘက်မှာတော့ပုံမှန်ဆိုလီစီယာဒီလိုဖြစ်ရင်လက်ဆက်တေချာဖို့လာတယ်ဆိုပြီးမဲ့အခုရောက်မလာတာကြောင့်လက်အဘီစကောင်တရားနဲ့ပတ်တိုက်ခိုက်ရတယ်ဆိုတာကိုဒီတော့ခဲ့ကြပါတယ်ဒါကြောင့်သူတို့လည်းလက်ကိုဝင်ပြီးစေဖို့လီစီယာကိစ္စကိုမြင်မြန်ကြည့်ချင်းဖို့ဖြစ်လာခဲ့ပါတယ်လက်စဲဘက်မှာတော့တခုခုမှန်မှန်နေတာကိုခန်းစားမိလာပြီးအဲအချိန်မှာပဲကိုတကောက်ကလီစီယာကိုတက်ဖို့လုပ်ခဲ့တဲ့အခါဒီရကဘယ်ရီကအဘီစုကိုနေနေတဲ့သူတွေကိုစတင်တက်ခိုက်ကြကလက်စ်ကလည်းဒီစရုံနဲ့ဆိုဘလို့မှမနိုင်နိုင်ပဲဖြစ်နေခဲ့ပါတယ်လက်စ်ကအဲဘဲကိုအိမ်နီးချင်းနိုင်ငံတွေရဲ့နေရုပ်ဖြစ်မခံဘူးနားချနေပေမဲ့ဟူဘဲကတော့သူ့ကိုယ်သူနေရုပ်ဖြစ်နေတယ်ဆိုတာကိုတော့မတီးပဲဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့တက်ခိုက်ကြပြီးလက်စ်ကအချိန်ဆွဲနေရုံပဲဖြစ်နေချိန်တိုက်တန်လုတ်ခေါ်တဲ့အပြည့်စည်းကြီးနဲ့အတစ်စမော်တာကိုတက်ခိုက်ဖို့ဘလူမမိုးတော့တဲ့ဘဲကရောက်လာခဲ့ပါတယ်ဒါကြောင့်လက်စ်12မိနစ်ပဲတုံးလို့ရတဲ့သူ့ရဲ့အနဲ့ရော်တူရောစရုပ်ကိုတိုက်တန်ကိုတက်ဖို့မဟုတ်ပဲတစ်စပေါက်ကိုတက်ဖို့တုံးလိုက်ရကတိုက်တန်ကိုကြဘာစရုပ်နဲ့တက်ခိုက်မှလဲနဲ့ဘာတွေဖြစ်တော့မှလဲဆိုတာကတော့မနေ့ပြန်တင်မဲ့စတိန်ပိုင်းမှာစောင့်ကြည့်ပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်လက်စ်ကအနက်ရောင်သူရေကောင်စရုပ်ကိုတုံးပြီးတိုက်တယ်မက်ကိုပဲပြေးနေကဟူတစ်စပေါက်ကတော့မကြခင်လက်စ်ကအနက်ရောင်သူရေကောင်စရုပ်ကိုတုံးလို့ရတော့မှမဟုတ်တာကြောင့်ပြေးနေတာကိုရက်ပြီးဟောက်ကိုတားလိုက်ဆိုပြီးအားချောင်းနေကစတင်တက်ခိုက်ကြပြီးလက်စ်ရဲ့အနက်ရောင်သူရေကောင်စရုပ်ကလက်ပြတ်တော့ခဲ့ပါတယ်အဲ့ဒါကြောင့်တစ်စပေါက်လေးပြောနေပြီမဲ့အကယ်တမ်းမှာကအနက်ရောင်သူရေကောင်စရုပ်မဟုတ်နေပဲလီစီယာကိုလောက်ခိုင်းထားတဲ့စရုပ်ဝယ်ဖြစ်နေကအခုမှတကယ်အနက်ရောင်သူရေကောင်စရုပ်ကိုထုတ်လိုက်ပြီးကိုလုံးကိုလွယ်လွယ်ပဲဆုံးတက်ပေးလိုက်ပါတယ်ဒီလိုနဲ့အာရီကိုဆက်တွေ့လိုက်ပြီးဖြစ်နေတဲ့များကိုကုန်တီသွားခဲ့ပါတယ်လီစီယာကတော့ဒူလုတ်ခဲမိတာတွေအတွက်စိတ်တကြနေပြီးတွန်းနိုင်ငံကိုတိုက်တဲ့ကြီးရဲ့တက်ခိုက်နေတာကိုလည်းတီသွားခဲ့ပါတယ်ပြီးတော့လီစီယာကိုစက်ချက်မကောင်းတဲ့ကောင်နှစ်ကောင်နဲ့ပြစ်ထားခဲ့လိုက်ပြီးလီစီယာလည်းလက်စာခင်ပါဆိုပြီးပဲတွေးနေရင်မနေရုံကနေခဲ့ရပါတယ်အဲ့အချိန်မှာပဲလက်ကအချိန်မီရောက်လာခဲ့ပြီးဖြစ်ခဲ့တဲ့ဖြစ်ပျက်တွေကများလွန်းလာရဲ့အပြစ်ရှိစိတ်တွေရဲ့အကြောင်းမတိုက်ခိုက်နိုင်တော့တဲ့လီစီယာကိုလက်ကနစ်နေပေးလိုက်ပါတယ်ခုနကတိုက်တဲ့ရဲ့တိုက်ကွက်ကြောင့်အင်မာယာကိုကာကွယ်မဲ့သူတွေကမရှိတော့ပဲဘယ်လိုမမိုးတော့တဲ့ဘဲကအချောင်းနေချိန်ခရစ်စီဗန်နဲ့ဖီလိုရဲ့တိုက်ခိုက်မှုကိုခံရပါတယ်ဒါပေမဲ့ဘယ်လိုမှတင်ကြလို့မရနေချိန်လီစီယာကသူ့ရဲ့ဂျန်ဆုံးစကီးဖြစ်တဲ့ကပ္ပဆွဲငင်အားကိုတောင်းလိုက်ပေမဲ့အစွမ်းကလုံလုံလောက်မရှိနေပဲဖြစ်နေခဲ့ပါတယ်ဒါကြောင့်လက်စေသူနဲ့အတူတော့ရင်ရတော့တဲ့ဆိုပြီးပြောနေပေမဲ့အဲ့လိုမျိုးကလုံးလုံးမရတာကြောင့်လီစီယာကတော့မလုပ်ရဲပဲဖြစ်နေခဲ့ပါတယ်ဒါပေမဲ့လက်ကလီစီယာနဲ့သူလာဆိုလုံနိုင်ပါတယ်ဆိုပြီးတိုကီတွေကျွေးလိုက်မှလီစီယာလည်းအားပြန်ပြီးတော့ခဲ့ပါတယ်ဒီလိုနဲ့နောက်တစ်ခေါက်ကိုထပ်တုံးလိုက်ပြီးအဲ့အချိန်မှာတော့တိုက်ကန်ကြီးလည်းပြန်မထားနိုင်အောင်ဖြစ်သွားပြီးခရူစီဖာရဲ့တိုက်ခိုက်မှုတွေကြောင့်7မိနစ်လောက်လုံးမရပဲဖြစ်နေခဲ့ပါတယ်အဲ့အချိန်အတွင်းမှာခရူစီဖာနဲ့ဗီဒီယိုကိုမျိုးတွေကတချို့တွေကိုတိုက်ခိုက်ခိုင်းလိုက်ပြီးဘလွေမမိုးတော့တဲ့ဘဲကကြီးမားလုံးနဲ့စောအားနဲ့အတူသူ့ရဲ့စိတ်ုံနဲ့ရောက်လာခဲ့ပါတယ်ဗီဒီယိုကလည်းမျိုးတွေကဘဲတွေကိုချနေကြပြီးဆန်နီယာကတော့တစားကန်လှုပ်ဖို့လုံးနေချိန်စီယာကရောက်လာခဲ့ပါတယ်အရင်ကလိုစီယာကဘာမှမလုပ်ရပဲဖြစ်နေကြတင်နေပြီမဲ့စီယာကအတကုံတိုက်ခိုက်နေပြီးလီစီယာကတော့ဘလွေနဲ့ဘဲရဲ့စိတ်ုံကိုတယောက်တည်းတိုက်ခိုက်နေခဲ့ပါတယ်လက်စ်ကတော့တိုက်တန်ကိုရက်ဖို့အတွက်ဝင်ပေါက်ကိုရှာနေပြီးယူရုကန်နဲ့တိုက်ခိုက်ဖို့ဖြစ်လာခဲ့ပါတယ်ယူရုကန်ကတော့သူ့ရဲ့ယုံကြည်ရာနဲ့မောင်လင်းနဲ့ပေးခဲ့တဲ့ဂတိအတိုင်းသူ့ကိုစန့်ကျင်နေတဲ့တူတခင်လက်စ်ကိုတက်ပြီးအခါဒီယာရဲ့မာယာကိုပြန်လည်ထူထောင်မှုကိုလုပ်နေပြီးလက်ကလည်းသူများတွေလေစားတာကိုခံနေရတဲ့ယူရုကကိုကတင်ကိုစတဲ့တက်ခိုက်ကြပါတယ်လက်ကယူရုကကိုဘလောက်ပဲနာချတူးမောင်လေးကိုတက်ခဲ့ကြတဲ့အကြီးအကဲတွေကိုမုံပြီးတူးမောင်လေးကိုတက်ခဲ့တဲ့အင်ပါယာကိုပါဖျက်ဆီးခြင်းနေခဲ့ပါတယ်ဒီလိုနဲ့ယူရုကရဲ့တက်ခိုက်မှုကသတိသက်သွားတဲ့အချိန်တိုင်းမှာမြင်တက်ခိုက်နေတာဖြစ်လို့လက်စဲမနှဲကလာရပြီးတက်ခိုက်တမျှကိုခံနေခဲ့ရပါတယ်ဒါပေမဲ့လက်ကအဲ့ဒါကိုမရက်လိုက်ပဲအခါဒီယာရဲ့မာယာမရှိတော့ရင်တော့မင်းနဲ့မင်းမောင်လေးရဲ့အကောင်းဆုံးမျှော်လင့်ချက်တွေကရှိနေအောင်မှာပဲဆိုပြီးပြောလိုက်ကယူရုကလည်းသတိလွတ်သွားခဲ့ချိန်လက်ကအနိုင်ရင်သွားခဲ့ပါတယ်မောင်လေးဖြစ်ချင်တာတွေကိုဖြစ်အောင်လုပ်ပေးခြင်းခဲ့တဲ့အမတယောက်ကကုကန်စားချက်တွေကိုလိမ့်ယူခဲ့မိသည်ကိုရှုံးလို့ရှုံးနေမှတော့မတိပဲအကုန်လုံးကတုံချတာကိုခံခဲ့ရပါတယ်အဲ့လိုအမတယောက်ကိုတိုင်းမီကိုကာကွယ်ဖို့အတွက်ကိုလူမျိုးကိုတက်ခဲ့ရတဲ့အရှုံးသမားတယောက်ကအရှုံးသမားတို့ရဲ့ထုံးစံအတိုင်းရိစက်ချင်းတွေနဲ့အတူကယ်တင်နိုင်ခဲ့ပါတယ်ဒီလိုနဲ့လီစီယာဘက်မှာတော့တိုက်ခိုက်တာခံလိုက်ရပြီးအဲ့ဒါကိုလေလက်ကဝင်ကူညီပြီးတော့ကတိုက်ခိုက်ဖို့လုပ်နေချိန်အတစ်စမာတာအင်ပါယာကိုစက္ကန့်30အတွင်းဖျက်ဆီးဖို့ကိုအမိန့်ပေးလိုက်ပါတယ်အဲ့လိုဘာမှလုပ်လို့မရတော့တဲ့အချိန်မှာတော့အတီတရားရတော့ပြီးအရှုံးကိုလက်ခတ်နိုင်တော့တဲ့ယူရုကစွမ်းရည်လုံးကိုဖြတ်ကဝင်ကူညီပေးလိုက်ပါတယ်ဒီလိုတွေဖြစ်သွားတာကြောင့်ဘလွေမမိုးတော့တဲ့ဘဲကလီစီယာကိုတက်ခိုက်လိုက်ပြီးလက်ကဘလွေနဲ့
ဘဲကိုစုံတက်နိုင်တော့ခဲ့ပါတယ်ဒီလိုနဲ့ပြုတ်ကျတော့တဲ့လီဇီယာကိုလည်းကယ်နိုင်တော့ပြီးလီဇီယာရဲ့မင်းကွန်းပြောရမယ့်နေနဲ့အတူတိုက်ပွဲကပြီးဆုံးတော့ခဲ့ပါတယ်ဒီလိုနဲ့လီဇီယာလုတ်ကျင်ခဲ့တယ်လို့ပဲ let's go တူရဲ့ကိုရန်တော်အဖြစ်မိတ်ဆက်လိုက်ရပြီးအားလုံးကလည်းပြုံနေခဲ့ပါတယ်ဒီလိုနဲ့လီဇီယာက let's go တခုခုပြောဖို့မနေကြိုးစားနေချိန်ထုံးစံအတိုင်းလည်းမနေတဲ့ခရူစီဖာနဲ့စီစီယာတို့ကဖြစ်ပြောလိုက်ပြီးဖီရူဖီနဲ့ယူလူကာကပါပါလာတဲ့အပြင်အာရီကပါသူ့ကိုတူပိုင်တာမို့ဘေးဘက်ခိုင်းနေခဲ့ပါတယ်အဲဒါကြောင့်လီဇီယာလည်း let's go ဓာတ်နဲ့ထောက်ကဘသူ့ကိုရွေးမှလဲဆိုပြီးမင်းနေရင် season 1လေးကပြပုတ်ရွှေမဲပြီးဆုံးတော့ခဲ့ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်